ဒီနေ့ CV writing workshop ကကြတော့ပုံမှန်တခြား CV writing workshop တွေနဲ့မတူတာကြတော့ကျွန်တော် white collar ထက်ကိုပေါ့နော် white collar အလုပ်တွေထက်ကိုကျွန်တော်တို့ဒီgray collar နဲ့ကျွန်တော်ဒီစားသောက်ဆိုင် hotel ဒီလိုမျိုးအလုပ်တွေကိုရှောက်ချင်တဲ့သူတွေကိုပို့ပြီးမှအဓိကရည်ရွယ်တယ်ပေါ့နော်ဆိုတော့ဥပမာအဖြစ်ဒီစားသောက်ဆိုင် hotel အလုပ်တွေပြီးတဲ့အခါမှာကျွန်တော်တို့တခြားဒီရင်မောင်းတို့ဒါမှမဟုတ်လည်းစက်ရုံအလုပ်တွေဒီလိုမျိုးအလုပ်တွေကိုရှောက်ဒါစဖို့မှုတော့လည်းရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအလုပ်တွေကိုရှောက်ချင်တဲ့သူတွေအတွက်ကိုအဓိကရည်ရွယ်ပြီးတော့စီစဉ်ပေးထားတဲ့workshop လေးဖြစ်တယ်ပေါ့နော်ဆိုတော့အကယ်ကိုကဒီအဲ့လိုမျိုးအလုပ်တွေမဟုတ်ပဲねဆိုကြပါစို့developer တို့ဒါမှမဟုတ်လေဒီတခြားပေါ့နော်အဲ့လိုမျိုးနည်းနည်းproduct manager product owner အဲ့လိုမျိုးဟိုဒီ technical ဘက်ကအလုပ်တွေကိုရှောက်ဖို့အတွက်စဉ်းစားထားတဲ့သူတွေဆိုရင်တော့အရင်တော့ relevant မဖြစ်အရင်မကိုက်ညီဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ကိုကအဲ့လို digital marketing တို့ sales တို့ဒီလိုမျိုးအလုပ်တွေကိုရှောက်ဖို့စဉ်းစားထားတဲ့သူတွေအတွက်ကိုဆိုရင်လည်းဒီ workshop ကအဆင်ပြေရပေါ့နော်ဆိုတော့အဲ့ဒါတစ်ခုရှိတယ်နောက်တစ်ခုကကြတော့ဒီ workshop မှာကျွန်တော်အခုလုပ်ပြသွားမယ့်ပုံစံပေါ့နော်လုပ်ပြသွားမယ့်ပုံစံကကြတော့ဖုန်းရှိုံနဲ့အတင်အဲ့လို CV တစ်ခုကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလုပ်ပြသွားမှာပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ဒါပုံမှန်အားဖြင့်ဒါ CV လုပ်မယ်ဆိုရင်ဒီ laptop computer ဒါမျိုးကြီးရှိဖို့လိုအပ်တယ်လို့လူရထင်ကြရပေါ့နော်ဆိုတော့ဒါကြီးရှိရင်တော့လည်းပို့ပြီးတော့ကောင်းတာပေါ့ဒါပေမဲ့အဲ့လိုမျိုးဟာကြီးမရှိဘဲနဲ့လည်းဒါလုပ်လို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တခါတည်းပေါ့နော်ဒီ Zoom ထဲမှာပဲကျွန်တော် live လွှင့်ပြီးတော့ပေါ့နော်ကျွန်တော်လုပ်ပြပေးသွားမယ်ပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့ဒါတခါလေကျွန်တော်နဲ့တူတူ live လုပ်ချင်တယ် live လုပ်လို့လည်းရတယ်ဒါမှမဟုတ်ဘူးပြန်ပြန် recording ကြည့်ပြီးတော့မှကိုယ့်အနေကိုပြန်လုပ်ကြည့်ချင်တယ်ဆိုလည်းလုပ်ကြည့်လို့ရပါတယ်လို့โอเคပါဒါဆိုရင်ကျွန်တော်တို့ဟို CV writing ကိုကျွန်တော်တခါ live လွှင့်ပြီးတော့မှမလုပ်ပြခင်ပေါ့နော် live share ပြီးတော့မလုပ်ပြခင်ပါကျွန်တော်အရင်ဆုံး CV ဆိုတာဘာလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပေါ့နော်ဒါ basic knowledge လေးရှိအောင်ကျွန်တော်ပြပြပေးပါမယ်ဒါဆိုရင်ကျွန်တော် screen လေးခဏ share လိုက်ပါမယ်โอเคအားလုံးမြင်ရတယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒါကတော့ဒီနေ့ workshop အတွက်ကျွန်တော်ပြင်ထားတဲ့ slide တူလေးပေါ့နော်ဆိုတော့အရင်မများဘူးဒါကတော့ကျွန်တော်ပါကျွန်တော်နာမည်ကတော့မင်းမြတ်စွမ်းပြေကျွန်တော်ဒီစပိုင် joy ရဲ့ဒါ founder တယောက်လေးဖြစ်တယ်လို့မျိုးလက်ရှိမှာလည်းကျွန်တော် CEO အနေနဲ့ကျွန်တော်တာဝန်ယူနေပါတယ်ဆိုတော့လက်ရှိကျွန်တော်ဒါဘန်ကောက်မှာကျွန်တော်နေရပေါ့နော်ဆိုတော့ဟိုကဲ၍ဒီထဲမှာရှိတဲ့သူတွေအနေနဲ့ဘန်ကောက်မှာနေရကျွန်တော်နဲ့ဒါအပြင်မှာတွေ့ကျင်တယ်ဆိုတော့ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်အပြင်မှာလာတွေ့ပါမယ်လို့ဟုတ်ဆိုတော့ကျွန်တော်နေတာကတော့ဖွေးခွန်နားမှာနေရပေါ့နော်နောက်ပြီးလက်ရှိမှာလည်းကျွန်တော်ကြောင်းတက်နေရအလုပ်တွေလည်းကျွန်တော်လုပ်နေပါတယ်ဆိုတော့အရင်ဆုံးဟိုစပိုင်ကြော့အကြောင်းလေးလည်းနည်းနည်းကျွန်တော်ပြောပြပေးချင်တယ်ပေါ့နော်ဆိုတော့ဟိုစပိုင်ကြော့ဆိုတာကတော့ကျွန်တော်ဒါထိုင်းရောက်မြန်မာတွေအတွက်ယုံကြည်စိတ်ချရတဲ့အလုပ်ကိုင်တွေကိုပေါ့နော်ဒါရှာလို့ရတဲ့ platform တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဟိုလုံခြုံစိတ်ချပြီးတော့မှဒါပွင့်လင်းမြင်သာတဲ့ platform တစ်ခုဖြစ်ဖို့ပေါ့နော်ဟိုလက်ရှိမှာဆိုရင်ကျွန်တော်အလုပ်လျှောက်တော့မယ်အလုပ်ရှာတော့မယ်ဆိုရင် Facebook ကိုအရင်အားကိုးရတယ်ပေါ့နော် Facebook group တွေ agent တွေကိုအရင်အားကိုးရတယ်ဒါပေမဲ့ဒါတွေကစိတ်ချရတာဆိုတော့စိတ်မချရဘူးပေါ့နော်ဘယ်သူမှအဲ့လို verify လုပ်ထားတဲ့ဟာတွေမဟုတ်ဘူးဆိုတော့ဒါပေမဲ့ကျွန်တော်တို့အခုကျွန်တော်ရဲ့ platform မှာတင်တဲ့အလုပ်တွေကြတော့ဒါကျွန်တော်တို့ကနေပြီးတော့မှ verify လုပ်ထားတဲ့အလုပ်တွေပေါ့နော်တကယ်အလုပ်ရှင်ကခေါ်နေရစစ်မှန်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအနည်းဆုံးတော့ဒါယုံကြည်စိတ်ချရတယ်ပေါ့နော်နောက်ပြီးတော့မှဒီ transparency ရှိတယ်ဒီလိုမျိုးအလုပ်တွေကိုပဲကျွန်တော်တို့ဒါရွေးပြီးတော့မှရှာပြီးတော့တင်ပေးရပေါ့နော်ဆိုတော့ဟိုဒီလိုမျိုးဟိုဘေးကင်းလုံခြုံတဲ့အလုပ်ရှာတဲ့ platform တစ်ခုဖြစ်ဖို့ပေါ့နော်ကျွန်တော်တို့အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်ဟုတ် okay ဆိုတော့ဟို CV ဆိုတာဘာလဲပေါ့နော်CV ရဲ့အရှေ့ကောက်ကတော့ဒါ curriculum vitae လို့ခေါ်ရပေါ့နော်အဓိကကတော့ကျွန်တော်တို့အလုပ်လျှောက်တဲ့အခါမှာလိုအပ်တဲ့ information တွေကိုအာ အချက်လက်တွေပေါ့နော်အလုပ်လျှောက်တဲ့အခါမှာလိုအပ်တဲ့အချက်လက်တွေကိုတနေရာထဲမှာဒီစာရွက်တစ်ရွက်ပေါ့နော်ဒါစာရွက် document တစ်ရွက်ထဲမှာဟိုထည့်ထားတဲ့အရာတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဟို CV ကအရေးကြီးလားဆိုတော့ CV ကတော်တော်အရေးကြီးရယ်အနည်းဆုံး CV ကဟိုတခြားအချက်လက်အရင်ကြီးမကောင်းရင်တော့မှအချက်လက်တော့စုံဖို့လိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုအချက်လက်စုံမှပဲလှုပ်ရှင်ရကိုဟိုအလုပ်ခေါ်ခြင်းနဲ့ဆိုရင်ကိုယ်ဆက်သွယ်လို့ရမှာပေါ့နော်ဆိုတော့အားကြောင့်မလို့ CV မှာအနည်းဆုံးတော့ဟိုအရင် basic အခြေခံကြားတဲ့အချက်တွေတော့ပါဝင်သင့်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဆိုလေဒါအလုပ်တွေတင်နေတာပဲကျွန်တော်တို့လည်းဒါအလုပ်ရှင်တွေအများကြီးနဲ့လို့ချိတ်ဆက်ပြီးတော့လုပ်နေတာပဲပေါ့နော်ဆိုတော့အများသောအားဖြင့် CV တွေCV တွေကမပြည့်စုံတဲ့အခါမှာအလုပ်ရှင်တွေနဲ့လည်းဟိုအခက်အခဲဖြစ်တယ်ပေါ့နော်ဆိုတော့တခါကျရင်တို့ကလူခေါ်ခြင်းတယ်ဒါပေမဲ့ဘယ်ကနေဆက်သွယ်လို့ဆက်သွယ်ရမလဲမသိဘူးဒါပေမဲ့အချက်လက်မပြည့်စုံကိုယ့်ရဲ့အကြောင်းကိုတို့သေချာဒီ CV ကနေပြီးတော့မှ
မသိနိုင်ဘူးပေါ့နော်ဒီလိုမျိုးအခါမှာအလုပ်ရှင်တွေနေနဲ့လည်းအခက်အခဲဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ CV ကဟိုးအရင်ကတည်းကရှိတာပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းပဲဆင့်ကဲပြောင်းလဲလာတာတစ်ခုပဲရှိတယ်ကျွန်တော်တို့ဟိုးလွန်ခဲ့တဲ့10နှစ်လောက်ကဆိုရင် CV ဆိုတာကျွန်တော်တို့ဒါကိုရဆိုင်တို့ဘာလို့မှအဲ့လိုမျိုး CV form ဝယ်လို့ရတယ်ပေါ့နော်ကိုရဆိုင်ပဲဖြစ်ဖြစ်ကျွန်တော်မိတ်တူဆိုင်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအဖြူအောင်စာရွက်မှာကိုရေးချက်လက်တွေကိုဖြည့်လိုက်တာပေါ့နော်အဲ့ဒါတော့8ခေတ်တုန်းက CV ပေါ့နော်အဲ့လောက်နဲ့8ခေတ်တုန်းကလုံလောက်တယ်အဲ့လို Bobin နဲ့ဖြည့်လိုက်တာပြီးတော့ဓာတ်ပုံရိုက်လိုက်တယ်ပြီးတော့အလုပ်လျှောက်ကျင်နေတယ်ကိုယ်တိုင်အဲ့ဒီစာရွက်လေးကိုယူပြီးတော့မှသွားထည့်ရတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျတော့ဘယ်သူမှအဲ့လိုမျိုးဒီစာရွက်ကြီးနဲ့အဲ့လို CV form တင်ရတာမျိုးမရှိတော့ဘူးပေါ့နော်ဆိုတော့အကုန်လုံးကဒါ online ပေါ်မှာပဲအလုပ်တွေလျှောက်ကြရတယ်ဆိုတဲ့အခါမှာဒါ digital ဖြစ်သွားရပေါ့နော်ကျွန်တော် document ဒီ digital document တွေဖြစ်သွားရပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ကဟိုdigital document ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဖုန်းတွေ laptop တွေပေါ့နော်ကွန်ပျူတာတွေပေါ့နော်ဒါတွေသုံးရမှကျွန်တော်လုပ်ရတယ်ပေါ့နော်ဒီ digital document ကိုပေါ့နော်ဆိုတော့ okay ကောင်းမွန်တဲ့အချက်လက်ကောင်းမွန်တဲ့ CV တစ်ခုမှာဘယ်လိုအချက်လက်တွေပါဝင်ရမလဲပေါ့နော်ဆိုတော့ကျွန်တော်ခုနကပြောသွားတဲ့အတိုင်းပဲ CV ကောင်းတစ်ခုဆိုတာကဟိုဒီဇိုင်းပေါ့နော်ဒီဇိုင်းအရင်လှပနေကြမလို့အနည်းဆုံးအဆင့်ကအရေးကြီးရဲ့အချက်လက်ပေါ့နော်မဖြစ်မနေပါဝင်ရမယ့်အချက်လက်တွေအကုန်လုံးပါဝင်ရမယ်ဒါအရေးကြီးဆုံးပဲပေါ့နော်ဆိုတော့ okay ဒီမှာကျွန်တော်ပြောထားတဲ့အတိုင်းပဲဟိုဘာတွေပါဝင်ရမလဲပေါ့နော်ဆိုတော့တစ်ချက်အနေနဲ့နာမည်ပါရမယ်ပြီးတဲ့အခါမှာဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံပါဝင်ရမယ်ပေါ့နော်ဓာတ်ပုံဆိုတဲ့အခါမှာလည်း headshot ဖြစ်ရမယ်ပေါ့နော် headshot ဆိုတဲ့အဓိပ္ပာယ်ကကိုယ်ခေါင်းအောင်ရိုက်ထားတဲ့ပုံပေါ့နော်ဆိုတော့တခြားလိုမျိုးလက်တို့အဲပခုံးတို့အဲ့လိုမျိုးရိုက်ထားတဲ့ပုံတွေဖြစ်လို့မရဘူးပေါ့နော်ဆိုတော့ပြီးတော့ short description ဆိုတာကြတော့ကိုယ့်အကြောင်းလေးကိုရေးထားတဲ့စာပိုက်တိုလေးပေါ့နော်ဒါလေးလည်းပါရမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ပြီး email ပေါ့နော်ကိုယ့်ရဲ့ email ပါရမယ်ပြီးတော့ဖုန်းနံပါတ်ပါရမယ်ပြီးတဲ့အခါမှာတခြားသော contact numbers တွေပါရမယ်ပေါ့နော်ဆိုတော့တခြားသော contact number ဆိုတာကြတော့ဒါကိုလျှောက်တဲ့အလုပ်ပုံမှာမူတည်ပြီးတော့မှပါသင့်ပါထိုက်တဲ့ contact number တွေရှိတယ်ဥပမာအဖြစ်ကိုကလို့စားတောက်ဆိုင်အလုပ်တွေဟိုတယ်အလုပ်တွေလျှောက်တယ်ဆိုရင်များသောအားဖြင့်HR တွေလုပ်ငန်းရှင်တွေကကြတော့ကို line ကနေပြီးမှဆက်သွယ်ကြအများကြီးပေါ့နော်ဒီ time လိုမျိုးနေရာမှာဆိုရင် line ကိုအဓိကသုံးတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ line အကောင့်ပါရင်ကောင်းတယ် Telegram အကောင့်ပါရင်ကောင်းတယ်ပေါ့နော်အကယ်အဲ့လိုမှမဟုတ်ကိုကတခြားသော white collar အလုပ်တွေဆိုကြပါစို့ကျွန်တော်တို့ဒီ corporate အလုပ်တွေဆိုရင်တော့ဒါကိုယ့်ရဲ့ LinkedIn တို့ဘာလို့ဒါမျိုးကြီးမဖြစ်မနေပါရမှာပေါ့နော်ဆိုတော့ okay ဆိုတော့ဒီကိုယ်ဆက်သွယ်လို့ရမယ့်ဟာတွေပါနိုင်တယ်များပါလေကောင်းနေပဲပေါ့နော်နောက်တစ်ခုပညာအရေးချင်းပေါ့နော်ပညာအရေးချင်းကလည်းအရေးကြီးရယ်အရေးကြီးရယ်ဆိုတာကကိုက10တန်းအောင်ဖြစ်မှာတက္ကသိုလ်ဘွဲရဖြစ်မှာအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ကိုက okay ကိုကဘယ်လိုအတန်းပညာရှိလဲပေါ့နော်10တန်းအောင်လားတက္ကသိုလ်ဘွဲရထားလားအလယ်တန်းအောင်လားအခြေခံအောင်လားကိစ္စမရှိဘူးပေါ့နော်အနည်းဆုံးတော့ဟိုမထည့်တာတဲ့ဆိုင်တစ်ခုခုထည့်လိုက်တာပိုကောင်းတယ်ပေါ့နော်နောက်ပြီးတော့ကိုလျှောက်တဲ့အလုပ်ကဆိုကြပါစို့ကိုကစားသောက်ဆိုင်လိုမျိုးလျှောက်တယ်ဆိုရင်ကိုအနေနဲ့ဆယ်တန်းအောင်လားတက္ကသိုလ်ခွဲရထားလားတိတ်ပြီးလုပ်ငန်းရှင်တွေကတိတ်မကြည့်ဘူးပေါ့နော်ဒါပေမဲ့အနည်းဆုံးတော့ကိုဒီအတန်းပညာတစ်ခုရထားတယ်အဲ့ဒါကိုပဲသူတို့ကကြည့်တာပေါ့နော်ဆိုတော့ဖြစ်နိုင်မယ်ဆိုရင်တော့ပညာရည်ချင်းကိုလည်းကျွန်တော်ထည့်သိချင်ပါတယ်နောက်တစ်ခုကကျတော့အလုပ်ကိုင်အတွေ့အကြုံပေါ့နော်ဒါကတော့ကျွန်တော်ဒီ work experience ပေါ့နော်ဒီအလုပ်ကိုင်အတွေ့အကြုံအလုပ်ကိုင်အတွေ့အကြုံလည်းဒါမဖြစ်မနေကျွန်တော်ထည့်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုအဲ့အလုပ်ကိုင်အတွေ့အကြုံကဒါအရေးကြီးဆုံးsection ထဲမှာပါတယ်ပေါ့နော်CV အရေးကြီးဆုံးအချက်လက်တွေထဲမှာပါတယ်အဲ့အလုပ်ကိုင်အတွေ့အကြုံကိုကျွန်တော်တို့အဆင်ပြေသလိုထည့်လို့မရဘူးပေါ့နော်ကျွန်တော်တေးချာလေးကိုအဲ့လိုမျိုးဒီဆိုကြပါစို့ဒီကိုလုပ်ခဲ့တဲ့ position ပေါ့နော်ကိုလုပ်ခဲ့တဲ့ position လုပ်ခဲ့တဲ့နေရာအချိန်ပြီးတဲ့အခါမှာအဲ့ဒါအပြင်ကိုအဲ့မှာကိုကဘယ်လိုမျိုးအလုပ်တွေလုပ်လဲပေါ့နော်ဥပမာအဖြစ်ကိုကဒီစက်ရေးလုပ်တယ်ဆိုရင်စက်ရေးပဲစက်ရင်းစစ်ပဲဆိုကြပါစို့ပေါ့နော်စက်ရင်းစစ်လုပ်တယ်ဆိုရင်စက်ရင်းစစ်လုပ်ပါရဲ့ဘယ်နေရာမှာဘယ်အချိန်မှာလုပ်ခဲ့အဲ့လောက်ပဲရေးရထက်ကိုပေါ့နော်ကိုကဘာကြီးလုပ်ခဲ့လဲ okay Microsoft Excel ကိုသုံးပြီးတော့မှစက်ရင်းတွေဝင်ငွေထွက်ငွေတွေကိုဒါနေ့စဉ်ဒါစီစစ်ရတယ်ပြီးတဲ့အခါမှာဒါမှမဟုတ်လေတခြားအဲ့လိုပေါ့နော်ကိုတနေ့တာအဲ့လိုပေါ့နော်ဒီဟိုထုတ်ကုန်တွေဘယ်နှခုထွက်လဲပေါ့နော်ဒါတွေကိုကစီစစ်ရတယ်အဲ့လိုမျိုးပေါ့နော်အနည်းဆုံးတော့3-4ချက်လောက်ကိုပါရေးပေးရဆိုရင်လုပ်ငန်းရှင်တွေအနေနဲ့ HR အနေနဲ့ကကြတော့ပို့ပြီးတော့မှသူတို့သိနိုင်မှာပေါ့နော်ကိုကဒီဒီလုံးမှာဘယ်လိုမျိုးဟာတွေလောက်ထားလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးသိတဲ့အခါမှာကို့မှာဘယ်လိုမျိုးအရေးချင်းတွေရှိလဲဆိုတာပါသူတို့ကမှန်းဆနိုင်တာပေါ့နော်ဆိုတော့ဒါကတော့အလောက်ကင်တွေ့ကြုံပေါ့နောက်တစ်ခုကကြောင့်ကို့မှာရှိတဲ့အရေးချင်းပေါ့နော် skill set တွေအဲ့ဒါတွေကိုလည်းများနိုင်များလေးကောင်းနေခဲ့ပေါ့နော်ပြောရမယ်ဆိုရင်တော့ဟိုမကွာဗီဒီယို editing လုပ်တတ်လား graphic design ဆွဲတတ်လား
ဒါမှမဟုတ် communication အားကောင်းလားဆိုတော့ scale လို့ပြောတဲ့အခါမှာနှစ်မျိုးရှိတယ်ပေါ့နော်ကျွန်တော် technical scale နဲ့ soft scale ဆိုပြီးနှစ်မျိုးရှိတယ် technical scale ဆိုတာတော့ကျွန်တော်တို့ဒီပစ္စည်းကိရိယာတွေအသုံးပြုတတ်လာပေါ့နော်ဒီကအဲ့လို application တွေ video editing ဒါတွေကဟို technical scale တွေပေါ့နော်ဥပမာဖြစ်ဟင်းချက်တာတို့မုတ်ဖုတ်တာတို့ဒါတွေကလည်း technical scale တွေပဲအဲ့လိုမျိုးမဟုတ်တစ်ဖက်ကနောက်တစ်ခုက soft skill ပေါ့နော် soft skill ဆိုတာတော့ဒါကျွန်တော်တို့အမှာဖြစ်ကွာ team collaboration ကောင်းတယ်team work ကောင်းတယ်ပေါ့အဖွဲ့အစည်းနဲ့အတူတူပူးပေါင်းဆောင်ရွက်နိုင်တယ်ကိုကဆက်ဆံရေးကောင်းတယ်ဒါမျိုးတွေကတော့ကျွန်တော်တို့ဒီ soft skill တွေမှာပါတယ်ပေါ့နော်ဆိုတော့နှစ်ခုစလုံးကိုကျွန်တော်မျှအောင်ရေးပေးဖို့လိုအပ်တယ်နောက်တစ်ခုကကျတော့ certificate တွေပေါ့နော်ဆိုတော့ certificate တွေကလည်းအရေးတော့ကြီးရယ်ဟိုမရှိတာတဲ့ဆိုင်ရှိတာပိုကောင်းတာပေါ့နော်ကိုကမဟုတ်တဲ့အလုပ်ကိုကိုကလျှောက်ထားရတယ်ကိုကမဟုတ်တင်တဲ့ certificate ရထားရင်ပို့ပြီးတော့ကောင်းတာပေါ့ကိုပို့ပြီးတော့မှခံတာပေါ့နော်ဆိုတော့ဒီ certificate တွေကလည်းဒါအရေးကြီးရဲ့အဲ့လို credibility ကိုကောင်းတဲ့အရာတွေပေါ့နော်ဒီလုပ်ငန်းရှင်တွေအနေနဲ့ပို့ပြီးတော့ကြည့်တဲ့အရာတွေပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ referee တွေrecommendation letter တွေဒါတွေကတော့ဟိုမပါလဲရတယ်ပေါ့နော်ဟိုဒါဒီဟာတွေကကျွန်တော်နည်းနည်းဟိုနည်းနည်းဒီ corporate အလုပ်တွေမှာတွေ့ရမဖြစ်မနေထည့်ရတဲ့အရာတွေပေါ့နော်ဒါပေမဲ့ကိုကဒီစားတောက်ဆိုင်တို့ဟိုတယ်တို့ဘားတို့လိုမျိုးဒီရင်မောင်းတို့အဲ့လိုမျိုးလုပ်တွေရှောက်ချင်နေဆိုရင်တော့အောက်ကဟာတွေကမပါလဲရတယ်ပေါ့နော်မဖြစ်မနေလိုအပ်တာတော့မဟုတ်ဘူး Okay နောက်တစ်ခုကျတော့ဓာတ်ပုံထည့်တဲ့အခါမှာအရင်အရေးကြီးရယ်ပေါ့နော်ဆိုတော့ဟိုဓာတ်ပုံထည့်ရင်လည်းအဲ့လိုရှိရဲ့ပုံကောက်ထည့်လိုက်တယ်ဆိုတာထက်အနည်းဆုံးတော့အာနည်းနည်း position မှန်တဲ့ပေါ့နော်အနေထားမှန်တဲ့ပုံလေးကိုကျွန်တော်ထည့်သိချင်တယ်ပေါ့နော်ဆိုတော့ဒီထဲမှာဆိုရင်ဒါအကောင်လုံးကျွန်တော်ပုံနေပဲဆိုတော့ဆိုတော့ဒီမှာဆိုရင်အဆင်ပြေတဲ့ပုံနဲ့အဆင်မပြေတဲ့ပုံတွေကျွန်တော်ခွဲထားရပေါ့နော်ဆိုတော့ပုံမှန်အဖြစ်ဒီပုံကိုကြည့်လိုက်မယ်ဆိုရင်အဆင်ပြေလို့ထင်ကောင်းထင်ရလိမ့်မယ်ဒါပေမဲ့တကယ်တမ်းတော့အဆင်မပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့အရင်ကြီးအဲ့လိုမျိုးကျွန်တော် passport ဓာတ်ပုံရိုက်သလိုမျိုးဖြစ်နေရပေါ့နော်အဲ့လိုမျိုးတန်ရုံးက passport ဓာတ်ပုံရိုက်သလိုမျိုးတက်တောက်ကြီးပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးဒီလိုမျိုးထပ်ပေါ့နော်နည်းနည်းလေးအဲ့လိုမျိုးကိုနေကိုဟန်ထားကိုနေဟန်ထားလေးပိုကောင်းနေတယ်အသက်ဝင်တဲ့ပုံစံမျိုးပေါ့နော်အချိန်ထဲမှာလည်းပဲနည်းနည်းrelax လည်းဖြစ်ရမယ်အသက်လည်းဝင်ရမယ်လို့ကြောက်ရွံ့ကြီးလို့ဒီလိုမျိုးကြောက်ရွံ့ကြီးလို့မဖြစ်နေရအောင်ပေါ့နော်နည်းနည်းဟိုကိုကျွန်တော်တော့အရင်မပြုံးတက်လို့ပေါ့နော်ကိုကပြုံးတက်တယ်ဆိုရင်တော့ပြုံးတဲ့ပုံကတော့ကောင်းနေနေပဲဆိုတော့အဲ့လို CV ပုံတွေမှာများများပြုံးနေကောင်းနေပဲပေါ့နော်ဆိုတော့ပြီးတဲ့အခါမှာအဲ့လိုမျိုးစောင်းနေတဲ့ပုံတွေဆိုလည်းအဆင်မပြေဘူးပေါ့နော်ဒါဆိုရင်ဒါအဲ့လိုပါတစ်ချမ်းဟိုအချမ်းစောင်းလာတာဒီဘက်ချမ်းစောင်းလာတာဒီလိုမျိုးဆိုလည်းအဆင်မပြေဘူးအထူးသဖြင့်ဒီ hotel reception တို့ပါ receptionist တို့ပါအဲ့လိုမျိုးအလုပ်တွေဆိုရင်ကြတော့ဟိုသူတို့အနေနဲ့ကိုယ့်ရဲ့ရုပ်ကိုသူတို့တွေ့ကျင်တယ်တွေးကျင်တယ်ပေါ့နော်မြင်မှုကျင်တယ်လုပ်ငန်းရှင်တွေကဆိုတော့အဲ့လိုမျိုးခါမှာကိုမျက်နှာတစ်ခုလုံးနဲ့ထင်ထင်ရှားရှားပေါ့နော်မြင်နိုင်တဲ့ပုံလေးတွေကိုပို့ပြီးတော့မှဦးစားပေးတဲ့နေပေါ့နော်နောက်ကဒီလိုမျိုးပုံလေးပေါ့နော်ဒီလိုမျိုးပုံလေးကကြတော့ဒါကျွန်တော်အပျော်တမ်းဆက်ဖီရိုက်လိုက်တဲ့ပုံလေးပေါ့နော်ဒါမျိုးကြီးကြတော့လေတကယ်တမ်းတော့အဆင်မပြေဘူးပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ဆိုတော့ဟိုနည်း professional မဆန်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီလိုပုံလေးတွေကိုရိုက်တင်တယ်ပေါ့နော်ဆိုတော့နောက်ဒီပုံလေးဆိုရင်ကျွန်တော်အဲ့လိုစတူဒီယိုမှာရိုက်ထားတာမဟုတ်ဘူးပေါ့နော်အကုန်လုံးဒီပုံကလွယ်လို့ပေါ့နော်ဒီသုံးပုံတွေကိုကနေကိုဖုန်းနဲ့တကယ်ချင်းတယောက်ကိုအကူအညီတောင်းပြီးရိုက်ထားတာပဲနည်းနည်းကျွန်တော် editing tools လေးသုံးပြီးတော့မှဖုန်းကနေပြီး edit လုပ်လိုက်တယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးဆိုရင်ကျွန်တော်တက်ရက်လေးဖြစ်သွားတာပေါ့ဆိုတော့ဟိုဓာတ်ပုံရွေးချယ်တဲ့အခါမှာလည်းအရင်အရေးကြီးရယ်ပေါ့နော်โอเคနောက်တစ်ခုကတော့အဲ့လိုမျိုးဒီကိုရေးကိုဒါအချက်လက်တွေကိုထည့်တဲ့အခါမှာဟိုဒါကျွန်တော်အသေးစိတ်ခုနကဟာပြန်ပြောပြထားပါတော့ဆိုတော့နာမည်ပေါ့နော်အရင်ဆုံးကိုရဲ့နာမည်ဆိုတဲ့အခါမှာအဲ့လို nickname တွေပါမထည့်စေချင်ဘူးပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့နာမည်အရင်ကိုထည့်စေချင်တယ်နာမည်ရင်းရှည်ပလေးစီပေါ့နော်နာမည်ရင်းသာထည့်လိုက်ပေါ့နော်passport မှာ passport စာအုပ်မှာပါရဲ့နာမည်ရင်းပေါ့နော်ဘာလို့လဲဆိုတော့ကိုကအလုပ်ခံရပြီဆိုရင်ဟိုသူတို့ passport တွေပိုင်းနဲ့တိုက်စစ်တဲ့ခါကျရင်မတူမှာဆိုလို့ပေါ့နော်ပြီးတဲ့အခါမှာအဲ့နာမည်ရင်းပြီးနားမှာခွင်းလေးနဲ့အဲ့လိုမျိုးဟိုဒီနာမည်ပြောင်ပေါ့နော် nickname ပေါ့နော်အဲ့လိုမျိုးရေးတာတော့အဆင်ပြေပေါ့ဆိုတော့နာမည်ပါရမယ်ပြီးတဲ့အခါမှာကိုယ့်အကြောင်းကိုဖော်ပြထားတဲ့စာတစ်ကြောင်းကနေ၃ကြောင်းလောက်ပေါ့နော်အဲ့လိုမျိုးဟာလေးကျွန်တော်တို့ဒီပြောပြဖို့လိုအပ်မယ်ပေါ့နော်နောက်တစ်ခါကျတော့အသက်ပေါ့နော်အသက်ကမထည့်လဲရတယ်တကယ်တမ်းကလေဟိုအရင်တော့ CV တွေအသက်တွေပါထည့်ကြရပေါ့နော်အဲ့လိုမျိုးဆိုတော့တကယ်တမ်းအသက်ကမထည့်လဲရတယ်ကိစ္စမရှိဘူးလိပ်စာဆိုရင်လည်းပဲအပြည့်စုံရေးသားရမလို့ဆိုတော့ကိုယ့်ရဲ့အိမ်တချို့ဆိုရင်ဒါကိုယ့်အိမ်နံပါတ်ပေါ့နော်လမ်းအဆောက်အဦနာမည်အိမ်နံပါတ်အခန်းနံပါတ်ရက်ကွက်နာမည်အဲ့လိုမျိုးလမ်းအဲ့လိုမျိုးတွေပါအပြည့်စုံရေးကြရပေါ့နော်တကယ်တမ်းကတော့အဲ့လောက်ထိရေးစရာမလိုကိုနေရဲ့မြို့ရက်ကွက်လောက်ကိုထည့်ရပြီပေါ့နော်ဥပမာပြဆိုကြပါစို့ကိုကဘန်ကောက်မှာနေရဆိုရင် okay အာ
ဘန်ကောက်โอเคဖျားထိုင်းပဲဆိုကြပါစို့ပေါ့နော်ဖျားထိုင်းဘန်ကောက်အဲ့လောက်ထိရေးရင်ရပြီပေါ့နော်အဓိကလုပ်ငန်းရှင် HR ကိုဘယ်တိုက်နံပါတ်အခန်းမှာနေလဲဆိုတော့သူတို့သိကျင်တာမဟုတ်ကိုဘယ်မြို့မှာနေလဲဘယ်ရပ်ကွက်မှာနေလဲဆိုတဲ့ဟာကိုပဲသိကျင်တာပေါ့နော်အဓိကသူတို့အလုံးနဲ့ဝေးသလားနီးသလားဒါမျိုးကိုသူတို့သိကျင်တာပေါ့ဆိုတော့နောက်တစ်ခုအရေးကြီးဆုံးကတော့ကျွန်တော်ခုနပြောသွားတဲ့အတိုင်းပဲဒီကိုယ်ဆက်သွယ်လို့ရမယ့်နံပါတ်တွေမှန်သမျှကိုဒါထည့်ပေါ့နော်ဆိုတော့ဖုန်း email LinkedIn ထိုင်းဆိုရင်ဒါ line နံပါတ်ကမဖြစ်မနေလိုအပ်တယ်ပေါ့နော်နောက်ပြီးတော့ Viber တို့ Telegram တို့ဒါမျိုးရှိနေကောင်းတယ်အဲ့မှာဒီ developers ID developer ဆိုတော့ဒါကျွန်တော် GitHub တို့ designer ဆိုရင် Behance ဆိုလိုမျိုး tools တွေပါအဲ့ဒါတွေပါထည့်ကြရပေါ့နော်ဒါပေမဲ့ကိုကတော့အဲ့ဒါတွေမဖြစ်မနေထည့်ကြမလို့ပေါ့နော်နောက်တစ်ခုအရေးကြီးတာမွေးနေ့လုံးဝမထည့်ပါနဲ့ပေါ့နော်အဲ့လိုတစ်ခါကျရင်ကျွန်တော် CV တွေတွေ့ရလဲမွေးနေ့ပါထည့်ထားပါတော့ဆိုတော့တကယ်တော့ကိုယ့်ရဲ့မွေးနေ့ဆိုတာကိုယ့်ရဲ့ဒါ personal information ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုမသိရတဲ့သူတွေကိုမမျှဝေရဘူးပေါ့နော်ဆိုတော့မွေးနေ့လုံးဝထည့်ဖို့မလိုပါဘူးနောက်တစ်ခါကျတော့မိဘအကြောင်းထည့်ရမလို့ပေါ့နော်ဟိုဒါကကျွန်တော်မြန်မာ culture မှာရှိတယ်ပေါ့နော်ဟိုရင်တော့ CV ပါတယ် okay အဖဦးဘသူပေါ့နော်လို့ပြောအဖနာမည်ကိုထည့်တာရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနောက်ပိုင်း CV တွေမှာမိဘအကြောင်းလည်းလုံးဝထည့်ဖို့မလိုဘူးပေါ့နော်ဟုတ်ဆိုတော့ဒါလေးကိုသတိပြုပေးဖို့လိုအပ်ပါတယ်โอเคပညာရေးချင်းဆိုတော့ကျွန်တော်ခုနပြောသွားတဲ့အတိုင်းပဲဘွဲ့ diploma အခြေခံကျောင်းမူလာတဲ့အလယ်တန်းထက်တန်း certificate ဘာမဆိုအကုန်လုံးထည့်ပေးပါအမ်ထည့်ဖို့လိုအပ်တယ်ပေါ့နော်ဟိုမရှိရတဲ့ဆိုင်ရှိရဖို့ကောင်းတယ်ဆိုတော့အားကြောင့်ကို့မှာဘာထည့်လို့ရလဲပေါ့နော်ဆိုတော့တခုခုစဉ်းစားပြီးတော့ထည့်လိုက်ပေါ့နော်နောက်တစ်ခု okay ကွာတက္ကသိုလ်တွေပါထည့်မယ်ဆိုရင်လည်းပဲ okay ဟိုဒီလိုမျိုး format လေးနဲ့ထည့်တာကောင်းတယ်ပေါ့နော် Bachelor of Business Administration ပေါ့နော်ဒါဆို BBA ပေါ့နော်BBA ခွင်းထဲမှာ2016 2020ဒါကိုလုပ်ခဲ့တဲ့ကိုတက်ခဲ့တဲ့နှစ်ပေါ့နော်ပြီးတဲ့အခါမှာဒီရန်ကုန်တက္ကသိုလ်ဒါကျွန်တော်တက်ခဲ့ရပါရန်ကုန်တက္ကသိုလ်တကယ်အဲ့လိုမျိုးမဟုတ်ကွာဆိုကြပါဆို10တန်းအောင်ဆိုရင်လည်းကိစ္စမရှိဘူးဒါ10တန်းအောင်ရေးတဲ့အသုံးနှုန်းရှိရပေါ့နော် okay ဒီ high school diploma ပေါ့နော်အဲ့လိုမျိုးရေးလို့ရ high school diploma ပြီးတော့ခွင်းထဲကကိုဘယ်လောက်အောင်လဲကိုတက်ခဲ့တဲ့အကြောင်းအဲ့လိုမျိုးပေါ့နော်ဆိုတော့ပညာရေးချင်းမှာတခုတတိပြုရမှာကြောင့်အလွန်ဆုံး3ခုလောက်ထိပဲထည့်ပေါ့နော်ဆိုတော့တချို့ကြတော့အဲ့လိုအများကြီးအဲ့လိုထည့်တာရှိတယ် education နေရာမှာဆိုတော့ဟိုအဲ့လောက်မလိုဘူးပေါ့နော်ဆိုတော့ကျွန်တော်လူတယောက်မှဆိုရင်ဒါကျွန်တော်တို့ဒီအခြေခံပေါ့နော်အခြေခံရှိမယ်ပြီးတော့တက္ကသိုလ်ပညာရေးရှိမယ်ပြီးတဲ့အခါမှာဒါ master တို့ PhD တို့အလွန်ဆုံးမှ3ခု4ခုတတ်မပို့နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ထက်က certificate တွေပါရောအရင်ထည့်နေမယ်ဆိုရင်အဲ့ဒါကတော့ဟို education မှာမရောဘဲနဲ့တက်ပေါ့နော် certificate ဆိုရင်နေရာတစ်ခုခွဲထုတ်ပြီးတော့မှထည့်ရအကောင်းတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီပညာရေးချင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ပြောပြတာပေါ့နော်โอเคအလောက်ကင်တွေးကြုံပေါ့နော်အလောက်ကင်တွေးကြုံဆိုတော့ကျွန်တော်ခုနပြောသလိုပဲကိုကဘယ်စားသောက်ဆိုင်မှာမန်နေဂျာလုပ်ခဲ့ပါတယ်အဲ့လောက်ပဲရေးတာထပ်ပေါ့နော်โอเคဒါကโอเคဒါဆိုကျွန်တော်ဆိုဒါတစ်ခု sample ရေးပြထားတာပေါ့နော်Seabridge ဆိုတဲ့နေရာမှာကျွန်တော် program manager အနေနဲ့လုပ်တယ်ဘယ်ခုနှစ်ကနေဘယ်ခုနှစ်ထိလုပ်တယ်ပြီးတဲ့အခါမှာအမှကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်ဒီမှာဘယ်လိုအချက်လေးပေါ့နော် bullet point လေးနဲ့ကျွန်တော်ပြောပြထားရပေါ့နော်ဆိုတော့ဟိုဒါမျိုးလေးကိုကအဲ့လိုရေးရဲဆိုရင် HR တွေလုပ်ငန်းရှင်တွေအနေနဲ့ကိုကကိုကဘယ်လိုမျိုး skill set တွေရှိလဲဆိုတော့သူတို့မှန်းဆနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပဲလုပ်ငန်းတွေးကြုံကိုရေးတဲ့အခါမှာဆိုရင်လည်းပဲဒီကိုကအရန်များရဲ့လုပ်ငန်းတွေးကြုံအရန်များရဲ့ဆိုရင်အကုန်လုံးရေးစရာမလိုအလွန်ဆုံး9ခုလောက်ထိပဲထည့်တင်တာပေါ့နော်ဆိုတော့ကိုကဆိုကြတော့အခု15ခုလောက်ရှိနေရဆိုရင်လည်းပဲကိုလျှောက်တဲ့အလုပ်နဲ့အသင့်တော်ဆုံးဖြစ်မဲ့ relevant အဖြစ်ဆုံးဖြစ်မဲ့အလုပ်9ခုပဲထည့်ဖို့အတွက်ကိုကျွန်တော်အကြံဉာဏ်ပေးရပေါ့နော်ဟုတ်โอเคပါဒီထိအဆင်ပြေမယ်လို့ထင်ပါတယ်ဟုတ်ကျွန်တော်နောက်တစ် slide ထပ်သွားလိုက်မယ်ပေါ့နော်ကို့မှာရှိအရေးချင်းပေါ့နော်အဲ့ဒါလည်းကျွန်တော်ခုနပြောတဲ့အတိုင်းပဲဒီ soft skills ပေါ့နော် soft skills ဆိုတော့ဒါကျွန်တော် communication skills တို့ teamwork တို့ဒါမျိုးကြီးကျွန်တော်ပြောတာပေါ့နော်ပြီးတော့ hard skill ဆိုတာဒါ digital marketing တို့မုတ်ဖုတ်တာတို့ okay စပင်ညက်တာကားမောင်းတာဒါကြီးအကုန်လုံးက hard skill တွေပဲပေါ့နော်ဆိုတော့ဒါမျိုးကြီးလည်းထည့်ရမယ် tools ဒီနောက်ပိုင်းမှာကျွန်တော် digital tools တွေလည်းအရင်ရေးပါလာပြီပေါ့နော်ဘယ်လုံးမဆိုတော့ကိုက digital tools ဘယ် tools တွေကိုသုံးနိုင်လဲပေါ့ Microsoft Word Excel PowerPoint Google G Suite တွေပြီးတဲ့အခါမှာကျွန်တော်တို့ marketing ဆိုလဲဒါ ads manager တို့အမျိုးစုံရှိတယ်ပေါ့နော် tools တွေကတော့အဲ့လိုမျိုးကိုသုံးတတ်တဲ့ tools တွေအကုန်လုံးဒါပြောပြတဲ့နဲ့ပြီးတော့ဟို language level ပေါ့နော် language level ကိုလည်း language ကအရင်အရေးကြီးတယ်အထူးသဖြင့် ထိုင်းမှာအလုပ်ရှောက်မယ်ဆိုရင်ပေါ့နော်ဆိုတော့ကိုကဒါအခုဒီထဲကိုလာတက်တဲ့သူတွေလည်းဒါထိုင်းမှာအများစုရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဟိုထိုင်းမှာထိုင်းစကားမတက်ဘူးဆိုရင်
နည်းနည်းအလုပ်ရှာရခက်တယ်ပေါ့နော်ဆိုတော့အနည်းဆုံးတော့ basic လောက်တက်ထားမှရမယ်နောက်ပြီးတော့ကို basic တက်ထားပါတယ်ဆိုတာကိုလည်းလုပ်ငန်းရှင်တွေသိအောင်ပြောပြဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အားကြောင့်မလို့ okay ကျွန်တော် CV တွေမှာဆို language ကိုလည်းမဖြစ်မနေထည့်ဖို့လိုအပ်တယ်ဘယ် language ကကိုမှဆိုကြပါစို့မြန်မာကတော့ဒါ native ပေါ့နော်မြန်မာ native okay အင်္ဂလိပ်စာဆိုရင်ဆိုကြပါစို့ intermediate လောက်ထိရလားelementary လား beginner လားဒါမျိုးတွေပေါ့နော်ဆိုတော့ပြီးပြီဆိုရင်ဒါထိုင်းစာဆိုလေထိုင်းစာ basic ရှိလားဒါမှမဟုတ်ထိုင်းစာပြောနိုင်စကားပြောဆိုနိုင်လားစရှိရဲ့ဒီလိုမျိုးဟာတွေကိုလည်းကျွန်တော်တို့ပြပြတင်တယ်ပေါ့နော်โอเคပါဆိုတော့ okay CV လုပ်လို့ရတဲ့ free tools တွေကဘာဖြစ်မလဲပေါ့နော်ဆိုတော့တကယ်တမ်းက CV တခုကဟိုလောက်တက်တယ်ဆိုရင်အရန်လွယ်ပေါ့နော်အရင်မခက်ခဲဘူးနောက်ပြီးတော့ tools တွေကလည်းအကုန်လုံးက free ပဲပေါ့နော်အလကားသုံးလို့ရတယ်ဆိုတော့ဘာမှပတ်စံကုန်ကြမလို့ဘူးပေါ့နော်ဆိုတော့CV ကို DI နဲ့ကျွန်တော်တို့လုပ်လို့ရတယ်Google Docs ပေါ့နော် Google Docs က okay ကိုကဒီ Google Tools တွေGoogle Docs တို့ပါအောင်နဲ့ကျင့်သားကျွမ်းတဝင်ရှိတဲ့ Google Docs ကိုသုံးလို့ရတယ်ပြီးရင် Microsoft Word ပေါ့နော် Microsoft Word ကိုလည်းသုံးလို့ရတယ်တချို့ဆို Microsoft Word နဲ့ CV လုပ်တယ်ပေါ့နော်ပြီးတော့ Canva ပေါ့နော် Canva ကတော့ဒါနောက်ပိုင်းပေါ်လာတဲ့ design tools တစ်ခုပေါ့နော်ဆိုတော့Canva ကိုသုံးပြီးတော့လည်း CV တွေအများကြီးလုပ်လို့ရတယ်ပေါ့နော်ပြီးတော့တစ်ခုကောင်းတာကြဒီ tools တွေကတော့ free ပဲပေါ့နော်ဒါပြောအဲ့လို free မဖြစ်တဲ့တခြားသော tools တွေလည်းရှိရဲကိုယ့်နဲ့ကိုယ် internet ပေါ်မှာရှာကြည့်လို့ရတယ်ပေါ့နော်ဒီနေ့ session မှာကတော့ကျွန်တော်တို့ Canva ကိုသုံးပြီးတော့အဲ့လို CV တစ်ခုလုပ်ပြသွားမှာပေါ့ okay နောက်တစ်ခါကျတော့ template ရွေးချယ်မှုပေါ့နော်ဆိုတော့ကျွန်တော်နောက်ပိုင်းမှာဘယ်သူမှ CV ကိုကိုယ့်အနေကိုဒီဇိုင်းမဆွဲတော့ဘူးဒီဇိုင်နာတွေကလွယ်လို့ပေါ့နော်ကျွန်တော်ဆိုလဲကျွန်တော် CV ကိုကျွန်တော်ဒီဇိုင်းမဆွဲဘူး template အဆင်ပြေတဲ့ template တခုကိုကျွန်တော်ရွေးသုံးလိုက်တာပဲပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့မှာ template ကိုရွေးတဲ့အခါမှာ template ရွေးချယ်မှုကအရင်အရေးကြီးတယ်ဆိုတော့ဒီကိုယ့်ရဲ့ CV ရဲ့ design color အနေထားပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီဟာအရင်အရေးကြီးတယ်ဥပမာပြဆိုကြပါစို့ကိုယ် chef position အတွက်ဆိုရင်ဒီလိုမျိုး template နဲ့ဒီလို template နဲ့ဆိုဘယ်ဟာပိုကောင်းလဲဆိုတော့ဒီ template ကပိုကောင်းတာပေါ့နော်ပြင်မလားလို့ဘာပဲပြောသူကိုယ့်ရဲ့ career နဲ့လို့ design color နေထားကိုက်နေတဲ့ CV template မျိုးကွာရွေးချယ်တင်တယ်ပေါ့နော်ဒါကကြတော့အရန် chef တယောက်တော့ဆိုဒါကြီးအရန်ရှင်းလုံးနေပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ CV နဲ့လည်းလှုပ်ရှားလို့မရဘူးလားဆိုတော့မရတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးဟာနဲ့ရှောင်းရင်တော့ပို့ပြီးတော့ကောင်းတာပေါ့အဓိကကိုယ့်ရဲ့ CV ကပိုပြီး stand out ဖြစ်တာပေါ့နော်အလားတူတာပဲကွာ digital marketing position အတွက်အလုပ်လျှောက်တယ်ဆိုရင်ဒီလိုမျိုး CV ပေါ့နော်အရင် playful ဖြစ်နေတဲ့ CV ထက်ကိုဒီလိုမျိုးတသက်ရရလေးနဲ့ professional ဆန်တဲ့ CV template အမျိုးအစားကိုသုံးတာပို့ပြီးတော့မှကောင်းတယ်ပေါ့နော်ဟုတ် okay ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းနဲ့ပဲ CV ကိုဆန်းလုပ်ကြည့်လိုက်ကြရအောင်ဆိုတော့အရင်ဆုံးကျွန်တော်ဖုန်းနဲ့မလုပ်ခင်မှာခုနကျွန်တော်ပြပြသွားတဲ့ဟာရဲမှာကိုကမေးချင်တဲ့မေးခွန်းတွေရှိလားမသိဘူးဟုတ်မေးခွန်းတွေရှိလားမသိဘူးเนาะ Hello Hello ဟုတ်ကိုဝီယန်ထွန်းပြောပါခင်ဗျာဟုတ်ဟုတ်CV နဲ့ကျွန်တော်တို့ဒီ resume နဲ့ဆိုရင်ကြတော့ကျွန်တော်ပေးအချိန်မှာဘယ်လိုအရာမျိုးသုံးသင်လဲဆိုတဲ့ဟာလေးပေါ့နော်ဘယ်ဟာပို့တင်တော်လဲပေါ့ကိုပြီးကွာခြားချက်လေးအဲ့လိုမျိုးလေးသိချင်တာရှိလို့တိတ်မရှင်းတာလေးဖြစ်နေတာအဲ့နှစ်ဖက်ရောလေးဆိုတော့လေဟုတ်ကဲ့ကိုဟုတ်တယ်မတူဘူးတကယ်တမ်းကတော့သူကများသောအားဖြင့်ဘယ်လိုကွာလဲဆိုတာကျွန်တော်ပြပြမယ်ပေါ့နော်ဆိုတော့အဲနေရာဒေသပေါ်မှာကွာခြားတယ်ဆိုတော့ဒီအဓိက US နဲ့American ပေါ့နော် American US နဲ့ Europe ပေါ့နော်အဲ့လိုမျိုးသူတို့မှာသုံးတဲ့ဟာကွာခြားတာပေါ့နော်ဆိုတော့ဒီ US မှာက CV ကိုသုံးတာပုံများမယ်ထင်တယ်Europe ဘက်က resume ကိုပိုသုံးတာများတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တေချာတော့ပြန်ကြည့်ရလိမ့်မယ်ပေါ့ဒါပေမဲ့အဲ့လိုတစ်ခုခုပဲ US ဘက်က resume ဆိုရင် Europe ဘက်က CV US ဘက်က CV ဆိုရင် Europe ဘက်က resume ပေါ့နော်ဆိုတော့ဒီအဲ့လိုမျိုးပေါ့နော်ဒီ data ပေါ်မှာမူတည်ပြီးတော့ကွာခြားတယ်ဒါမျိုးအတိတ်ပဲလဲကွာခြားတယ်ပေါ့နော်ဆိုတော့ဒီ resume ဆိုတာကတော့အဓိကတော့ကိုယ့်ရဲ့အလုပ်ကိုင်တွေကိုပဲထည့်လိုက်တာရဲ့အရာပေါ့နော်တကယ်တမ်း CV ရဲ့တကယ်ကျွန်တော်တို့မြန်မာနိုင်ငံဘက်မှာ CV ပြောလို့ကျွန်တော်ဟို CV ပဲပြောတာပေါ့နော်တကယ်တော့ခုနကကျွန်တော်ပြသွားတဲ့ဟာကじゃ resume ပေါ့နော်အဲ့ဒါမှ resume တကယ် CV ဆိုတဲ့ဟာ CV ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကိုယ့်ဘဝတစ်လျှောက်လုံးမှာဖြစ်ပျက်ခဲ့တဲ့အရာတွေထည့်ရအများကြီးပေါ့နော်အဲ့လိုမျိုးမဆိုင်တဲ့အရာတွေလည်းထည့်ရအများကြီးများသောအားဖြင့် CV တွေကပိုပြီးမှရှည်ကြရ resume တွေထက်ကိုဆိုတော့ကိုယ့်ဘဝမှာဖြစ်ပျက်ခဲ့တဲ့အရာအလုံးအဲ့ CV ထဲမှာထည့်ရတယ်ပေါ့နော်
တကယ် CV အဆက်ကပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံဘက်မှာတော့ CV resume နှစ်ခုစလုံးကိုရောချနေရပဲဆိုတော့ကျွန်တော်ခုန CV လို့ပဲကျွန်တော်အလွယ်တကူသုံးလိုက်တာပေါ့နော်ဟုတ်ဆိုတော့ကွာတော့ကွာတယ်ကိုဆိုတော့ကိုအလုပ်လျှောက်တဲ့ company ကဘယ်လိုမျိုးရေးထားလဲတော့တစ်ချက်ကြည့်ကြည့်လိုက်ပေါ့နော် CV လို့ရေးထားလား resume လို့ရေးထားလားပေါ့နော်ဆိုတော့အဲ့မှာပုံမှာ motive ပြီးမှာကိုယ့်အနေနဲ့ပြန်ပြီးတော့ adjust တော့လုပ်ရလိမ့်မယ်ဟုတ်ဆိုတော့resume ကတော့တိုတဲ့ version ပေါ့နော် CV ကတော့တကယ်တော့ရှည်တယ်ဟုတ် ကျေးဇူးပါ ဟုတ်ကဲ့ပါအကိုဟုတ်တခြားမေးချင်တဲ့သူတွေရှိလားမသိဘူးခင်ဗျဒီလောက်မေးလို့ရလားဟုတ်ကဲ့ဟုတ်ကိုစံမေးလို့ရပါတယ်ဟုတ် လေကြာဟုတ်ကြားရတယ်ခင်ဗျဟုတ် အာexperience လို့ရတဲ့တော့ကျတော့ဒီလိုမျိုးထပ်ပြီးတော့ဆက်လို့ဆိုလည်းမပေါ့ဘူးထပ်ပြီးတော့စီးတာလည်းမပေါ့ဘူးဆိုတော့ရရတော့ဒီတောင်းတဝတ်ပြန်တော့ထိုင်လာလိုက်တော့ဒီမှာ F&B ကြောင်းလေးပါလို့ပေါက်စင်တော့ဘယ်လိုမျိုးထပ်ပြီးတော့ဆက်လိုက်ကြပြီးတော့ဟုတ်ကဲ့ကိုဟုတ်အကိုကျွန်တော်တေချာမကြားလို့ပေါ့နော်ဒါပေမဲ့မိကုန်းကိုကျွန်တော်တစ်ချက်ပြန်နားလေတော့ပြန်ပြောကြည့်မယ်ပေါ့နော်အကိုမေးချင်တဲ့မိကုန်းကအတွေ့အကြုံမရှိသေးတဲ့သူတွေဆိုရင်ရောဘယ်လိုမျိုးထည့်တင်လဲပေါ့နော်အဲ့လိုမျိုးမေးရတယ်နော် experience နေရာမှာဟုတ်ဟုတ်ကဲ့ပါကိုဟုတ်ဆိုတော့ဒါကလည်းတကယ်မေးခွန်းကောင်းတစ်ခုပဲပေါ့နော်ဆိုတော့တချို့ဆိုလည်းတိကျမှာပါကျွန်တော်စပိုင်ကြော့လည်းဒါ CV writing service ကိုပေးရပေါ့နော်ဆိုတော့ကျွန်တော်တို့စီမှာလာပြီးတော့ service အပ်တဲ့သူ10ယောက်မှဆိုရင်9ယောက်လောက်ကအဲ့လိုအတွေ့အကြုံသိပ်ပြီးတော့မရှိကြဘူးပေါ့နော်ဒါအဲ့လိုအကြောင်းမျိုးမျိုးပေါ့တည်မလားကျွန်တော်မြန်မာနိုင်ငံမှာတက္ကသိုလ်ကျောင်းသားတွေအလုပ်တစ်ခါမလုပ်ရသေးဒီရောက်လာတယ်ဒီမှာအခက်အခဲတစ်ခုတွေ့ခက်ခဲဖြစ်လို့ဒါဒီမှာအလုပ်လုပ်ရတဲ့အနေအထားတစ်ခုဆိုတော့လုပ်ငန်းအတွေ့အကြုံသိပ်မရှိဘူးဆိုတော့ဒါပေမဲ့ဘယ်လိုဖြစ် experience ညမှာတစ်ခုခုတော့ထည့်ရတော့မယ်ပေါ့နော်ဆိုတော့အဲ့ခါမှာလေကျွန်တော်တို့ကဘယ်လိုမျိုးအကြံပေးလဲဆိုတော့တေချာလေးသူနဲ့ဖုန်းပြောရတယ်ပေါ့နော်ဖုန်းပြောရတယ်လို့စကားပြောရတယ်ပေါ့နော်ဆိုတော့လုံထားရှိတဲ့ပုံစံကကြတော့သူအိမ်မှာဘာအလုပ်တွေလုပ်ဘူးလဲပေါ့နော်အဲ့လိုတချို့တွေဆိုရင်ဒါအိမ်မှာစားတောက်ဆိုင်လက်ဖက်ရည်ဆိုင်ဖွင့်တာတော့ဒါမှမဟုတ်လည်းအိမ်မှာအဲ့လိုမျိုးဈေးကူရောင်းပေးတာတော့အဲ့လိုမျိုးပေါ်လာရဲပေါ့နော်ဆိုတော့အဲ့လိုမျိုးကြရင်အဲ့လိုကိုယ့်ရဲ့အိမ်စီးပွားရေးဘာလုပ်လဲပေါ့နော်ဒီမှာတချို့ကြအထည်ရောင်းတာတော့ဘာအဲ့လိုမျိုးရှိရဲပေါ့နော်ဆိုတော့အဲ့ခါကျရင်ကျွန်တော်တို့โอเคဒါဆိုရင်ကိုကအဲ့လိုမျိုးဒီမှာဝိုင်းကူဘူးတယ်ပဲဆိုကြပါတော့ပေါ့နော်ဝိုင်းကူလုပ်ပေးဘူးတယ်ဆိုရင်အဲ့ဒီအတွေ့အကြုံကျွန်တော်ကပြန်ယူပြီးပြန်ရေးရပေါ့နော်โอเคဆိုကြပါဆိုတစ်ခေါက်ဆိုရင် तू ကသူ့အိမ်မှာအိမ်ကအထည်ရောင်းနေအထည်ဆိုင်ဖွင့်ထားတာပေါ့နော်အထည်ဆိုင်ဖွင့်ထားဆိုရင် तू အဲ့လိုအိမ်မှာအထည်ဆိုင်မှာဝိုင်းကူပေးရတယ်ပေါ့နော်တစ်ခါကျရင်ဈေးရောင်းပေးရတယ်တစ်ခါကျရင် live လွှင့်ပေးရတယ်ပေါ့နော်ဆိုတော့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒါကလည်းလုပ်ငန်းအတွေ့အကြုံပဲပေါ့နော်ဆိုတော့လုပ်ငန်းအတွေ့အကြုံဆိုတာသူများစီမှာသွားလို့မှလုပ်ငန်းအတွေ့အကြုံလို့ပြောရမှာဒါခါကျကျွန်တော်တို့ကိုယ့်အိမ်မှာကိုလုပ်တဲ့ဟာလည်းအတွေ့အကြုံပဲပေါ့နော်အဲ့ခါမှာကျွန်တော်တို့ CV ထဲမှာဘယ်လိုရေးရလဲဆိုတော့ okay ကျွန်တော်တို့ဒီ sales admin ပေါ့နော်ဒီအောက်မှာသူတို့အိမ်ကအဲ့လိုအထည်တိုင်းနာမည်ထည့်လိုက်တာပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့လိုအဲ့မှာသူလုပ်ခဲ့ဟာကြီးပြန်ပြီးတော့ရေးတာပေါ့နော် okay live လွှင့်နေအဲ့လိုမျိုးဈေးဝိုင်းရောင်းပေးရဲအဲ့လိုမျိုးဒီဝင်ငွေထွက်ငွေ manage လုပ်တယ်ဆိုတော့ဒီလိုမျိုးတော့နည်းနည်းတော့ရှာကြံရတာပေါ့နော်အဲ့တော့ကျွန်တော်ယုံကြည်တာတခုကတော့အဲ့လိုမျိုးဒီဘာပဲပြောအသက်18 19လောက်ရောက်လာပြီဆိုရင်တော့တခုမဟုတ်တခုတော့လုပ်ဘူးလိမ့်မယ်ပေါ့နော်ဆိုတော့ okay ဆိုင်ငယ်မောင်းမူလားလို့ကားမောင်းမူလားဆိုတော့တခါကျရင်ဘာမှမလုပ်ဘူးဆိုရင်တော့ကိုယ့်အိမ်မှာလုပ်ခဲ့တဲ့ဟာတွေကိုတစ်ချက်ပြန်ပြီးတော့ပြန်ထည့်တာမျိုးဒါပြီးကိုကနေပြီးမှတခြားကိုယ်တငယ်ချင်းကိုကူညီပေးလိုက်တဲ့ဟာမျိုးကိုပြန်ထည့်တာမျိုးပေါ့နော်ဆိုတော့ဒါပေမဲ့အရေးအသားလေးတော့နည်းနည်းတော့လို့ပြောင်းပြီးတော့ရေးရတာပေါ့နော်နည်း professional နည်းနည်းဖြစ်အောင်ပေါ့နော်ဟုတ် CV ပေါ်မှာကြည့်လို့တင့်တော်အောင်တော့တစ်ချက်တော့ရေးရတာပေါ့ဟုတ်ဟုတ် okay ပါအဲ့ဆိုရင်တခြားမေးချင်တဲ့မေးခွန်းလေးရှိသေးလားခင်ဗျာဟုတ်ဟုတ်မရှိတော့ဘူးထင်တယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီ CV ပဲတန်းရေးလိုက်ကြရအောင်โอเคပါဆိုတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲအဲ့လိုကျွန်တော် laptop ကိုသုံးပြီးတော့ CV ရေးမှာမဟုတ်ဘူးပေါ့နော်ဖုန်းသုံးပြီးတော့ပဲ CV ရေးမှာဘာလို့လဲဆိုတော့လူတိုင်းက laptop ရှိရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဖုန်းရှိကြများတယ်ဆိုတော့အဲ့တော့ဖုန်းနဲ့ဘယ်လိုရေးရမလဲဆိုတာပြပြသွားပေးမယ်နောက်တစ်ခုကကျတော့ကျွန်တော်ကြိုပြီးတော့မှပြပြတာပေါ့နော်ဆိုတော့အာဒါထိုင်းမှာအလုပ်လျှောက်တာပဲဖြစ်ဒီတခြားနိုင်ငံတွေမှာအလုပ်လျှောက်တာပဲဖြစ် CV တော်တော်များများ English လို့ရေးမှရတယ်ပေါ့နော်ဆိုတော့ကိုကအင်္ဂလိပ်စာအားနည်းဆိုရင်တော့မှ English လို့ရေးရမှာပဲဒါပေမဲ့ကိုကအင်္ဂလိပ်စာအားနည်းလို့ဘာမှကြောက်စရာမလိုဘူးပေါ့နော်ကျွန်တော်တို့ဒီခေတ်မှာနည်းပညာတိုးတက်နေပြီကျွန်တော်မှ AI ရှိနေပြီပေါ့နော်ဆိုတော့ကျွန်တော် AI ကိုသုံးပြီးတော့မှ
ဒါကျွန်တော်ပြန်ကျင်ရေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာရေးပါကျွန်တော်တစ်ခါလေးဒီမှာလုပ်ပြသွားပေးမယ်ပေါ့နော်ဆိုတော့နောက်ပြီး AI တို့ပြောရဲ့အခါမှာလဲကိုကကျွန်တော်သုံးပါ ChatGPT ပဲကျွန်တော်သုံးပါပေါ့နော်ဆိုတော့ဒါလူတိုင်းကတော့ ChatGPT သိကြမယ်လို့တော့ထင်တယ်နောက်ပြီးတော့ကျွန်တော်သုံးပါ Pro version သုံးပါမဟုတ်ဘူး free version ပဲသုံးပါပေါ့နော်ဆိုတော့ free version သုံးပြီးတော့ပဲကျွန်တော်ရေးမှာဆိုတော့အားလုံးနဲ့လည်းအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်free version ပဲသုံးတာဆိုတော့ okay ဘယ်လိုမျိုးရေးရမှာလဲဆိုတော့ကျွန်တော် screen လေး share လိုက်မယ်ပေါ့နော်ဆိုကြပါစို့ကျွန်တော်အင်္ဂလိပ်စာအရင်မကျွမ်းကျင်တဲ့သူလို့ပဲယူဆလိုက်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်လိုမျိုးအင်္ဂလိပ်စာမကျွမ်းကျင်တဲ့သူတွေကCV ဘယ်လိုရေးမလဲပေါ့နော်ဆိုရင်ကျွန်တော်တို့အရင်ဆုံးခဏနော်ကျွန်တော် screen လေး share လိုက်မယ် okay ဒါဆိုရင်ကျွန်တော်ဖုန်းကိုတွေ့ကြမယ်ထင်တယ်နော် okay ပါ ဟုတ်ကဲ့တွေ့ရပါတယ်ခင်ဗျဟုတ်ဆိုတော့အရင်ဆုံးဒါကျွန်တော် notes ပေါ့နော် notes ကောက်ဒါကျွန်တော် iPhone ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်အကုန်လုံးမှာ note ကောက်ရှိတယ်ပေါ့နော်ဆိုတော့ note မှာပဲကျွန်တော်တို့ချရေးကြမယ်ဘယ်လိုရေးမလဲဆိုတော့မြန်မာလိုရေးမှာပေါ့နော်အဲဆိုကြပါစို့အရင်ဆုံးကျွန်တော်ခုနကပြောသွားတဲ့အချက်လက်တွေပေါ့နော် CV တစ်ခုမှာပါဝင်ရမယ့်အချက်လက်တွေနာမည်ပေါ့နော် okay ရမြန်မာလိုပဲချတဲ့ဘာမှမဖြစ်ဘူးနာမည်ပေါ့နော် okay နာမည်မှာဆိုရင်အဲကျွန်တော်နာမည်ကိုတော့ဒါနာမည်ကတော့လူတိုင်းကတော့အင်္ဂလိပ်လိုရေးတတ်မယ်လို့ထင်တယ်ပေါ့နော်okay okay ဒီလိုရှိမယ်ပြီးပြီဆိုရင်ကျွန်တော်ရဲ့description မရေးတတ်ရင်မရေးနဲ့ဦးပေါ့နော်ကျွန်တော်ကြော်သွားလိုက်မယ်ကျွန်တော်ဖုန်းပေါ့နော်ဖုန်းဖုန်းနံပါတ်ထည့်မယ်ပဲဆိုကြပါလို့ပေါ့နော်ကျွန်တော် okay ပြီးဆိုရင်ကျွန်တော် line ကြပါစို့မြင်းမြတ်ပေါ့နော် okay line ထည့်မယ်ပြီး email ပေါ့နော် email ဆိုရင် okay ကျွန်တော်ဆက်သွယ်ရမယ့်ဟာကြီးကျွန်တော်ထည့်ပြီးပြီဆိုရင်အာနောက်တစ်ခုပေါ့နော်ကျွန်တော်ပညာအရေးချင်းပေါ့သိရမလား okay education စာလုံးမပေါင်းတက်လည်းကိစ္စမရှိဘူးမြန်မာလိုပဲချပညာအရေးချင်းအဲဆိုကြပါစို့ကျွန်တော်ကကိုနားလေတယ်လို့ပဲရေးပေါ့နော်ရန်ကုန်တက္ကသိုလ်ပေါ့နော်ရန်ကုန်တက္ကသိုလ်မှာဆိုကြပါစို့အဲ English major ပေါ့နော် major နဲ့ကျောင်းပြီးခဲ့တယ်အဲ major နဲ့2000ဆိုကြပါစို့ပေါ့နော်2019ကကျောင်းပြီးခဲ့တယ် okay ဟုတ်ပြီဒါတစ်ခုပေါ့နော်ကျွန်တော်နောက်တစ်ခုကဆိုကြပါစို့2014မှာဆိုကြပါစို့အမ်ဆိုကြပါစို့ပေါ့နော်မုံရွာအထကရပါမလို့ပါဘူးဘာမှမသိကျွန်တော် okay အမှတ်၄ကျောင်းမှာပေါ့နော်အမှတ်၄ကျောင်းမှာ10တန်းအောင်ခဲ့တယ်10တန်းအောင်ခဲ့တယ် okay ဒါဆိုကျွန်တော်နားလည်သလိုပဲရေးလိုက်တာပေါ့နော်ပညာရေးချင်းအာနောက်တစ်ခုကျွန်တော်တို့ဘာထည့်မလဲလုပ်ငန်းအတွေ့အကြုံလုပ်ငန်းအတွေ့အကြုံပေါ့နော်လုပ်ငန်းအတွေ့အကြုံက okay ကျွန်တော်တို့နားလည်သလိုပဲရေးပေါ့နော်အမ်ဆိုကြပါစို့ရန်ကုန်ရန်ကုန် City Mall မှာ City Mall မှာငွေကိုင်ပေါ့နော် okay cashier ငွေကိုင်အနေနဲ့2014
က2019ကနေ2020အထိလုပ်ခဲ့တယ်ပြီးရင်ကြပါစို့ဘန်ကောက်ကอืมကြပါစို့ဘားတစ်ဘားပေါ့နော် okay အမ်ကြပါစို့ ABC ဘားပေါ့နော် ABC ဘားမှာအဲ kitchen မြို့ကြောင်အကူပေါ့နော်မိဖို့ကြောင်အခုအနေနဲ့လုပ်ခဲ့အနေနဲ့2022ကနေ2023အထိလုပ်ခဲ့ဖူးတယ် okay တွေ့ကြုံက2ခုပဲဆိုရပါစို့ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာဖြစ်မလဲဆိုတော့ကို့မှာရှိတဲ့အရေးချင်းတွေပေါ့နော် scales ပေါ့နော် scales မှာဆိုရင်ကိုနားလည်ဟာတာထက်ပြောရမယ်ဆိုရင်တော့ကိုကဘာရှိတယ်ပေါ့နော်စဉ်းစားအောင်နော် okay okay ဆိုကြပါစို့ပေါင်းသင်းဆက်ဆံတတ်တယ်ပေါင်းသင်းဆက်ဆံတတ်တယ်ပေါင်းသင်းဆက်ဆံတတ်တယ်အချိန်တိကျတယ်အချိန်တိကျတယ်ကြိုးစားတယ် okay ပြီးရင်ဘာရှိလဲဆိုကြပါစို့ပုံဆွဲတတ်တယ်ပေါ့နော် okay graphic design ပေါ့နော် graphic design ရတယ်ပြီးရင်ဘာရှိအောင်လဲကျွန်တော် video editing လုပ်တတ်လားရတယ်ထက်video editing လုပ်တတ်တယ်ကိုနားလေသလိုသာရေးပေါ့နော်ဒါမှမဟုတ်ဆိုရင်တော့ဘာမှဖြစ်ဘူး okay scale တွေပြီးပြီဆိုရင်ကျွန်တော်နောက်တစ်ခုဘာထည့်ရမလဲဆိုတော့ okay certificate ပေါ့နော်certificate ဆိုရင်ဆိုကြပါစို့ကိုကစဖို့မှုတင်တဲ့ level 2အောင်ထားရပဲဆိုကြပါစို့ပေါ့နော်စဖို့မှုတင်တဲ့ level 2 diploma certificate ပေါ့နော်level 2 diploma certificate အောင်ထားရှိတယ်ပေါ့နော်certificate ရှိတယ်ပြီးရင်ဆိုကြပါစို့ကွန်ပျူတာကျွန်တော်ငယ်တော့အဲ့လိုကွန်ပျူတာသင်တန်းတွေပါတယ်ခါကျရင်တက်ရတယ်ကွန်ပျူတာအခြေခံbasic computer certificate ပေါ့နော်ကျွန်တော်အဲ့လိုလိုက်လို့ရတယ် basic computer skills certificate ပေါ့နော် certificate ရှိရယ်ပြီးရင်ဘာရှိအောင်လဲကျွန်တော် certificate နောက်တစ်ခုထည့်လိုက်ပေါ့နော်အဲ့လိုဒီအစာအာဟာရအသိပညာ certificate ရှိရယ် okay ဒါဆိုရင်အခုကျွန်တော်ရေးထားတဲ့ဟာတွေအကုန်လုံးကကိုနားလဲသလိုတွေပဲရေးထားတာပေါ့နော်ဆိုတော့ကျွန်တော်က okay ဒီဟာနဲ့အဲစဖို့မှုပေါ့နော်စဖို့မှုအလုပ်ကိုရှောက်မယ်ပဲဆိုကြပါစို့ပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုမျိုးရေးလိုက်တယ်ကျွန်တော်မှရှိတဲ့ဟာတွေကိုပြီးရင်ကျွန်တော် copy ကူးလိုက်မယ်ပေါ့နော်ကျွန်တော်အစအနေ copy ကူးလိုက်မယ် okay တော့ copy ကူးလိုက်ပြီ copy ကူးပြီးပြီဆိုရင်ကျွန်တော်ဒါ ChatGPT ကိုကျွန်တော်သွားပြီပေါ့နော်ဒါဒီအကောက်ကကျွန်တော် upgrade လုပ်ခိုင်းတာတွေ့တာတကယ်တော့အဲ့ဒါ free အကောက်ပေါ့နော်ဆိုတော့free အကောက်ကိုသွားပြီဆိုရင်ဒါကျွန်တော်တို့ဒီမှာတော့သူ့ကိုမြန်မာလိုရေးခိုင်းလို့လည်းရတယ်အင်္ဂလိပ်လိုရေးခိုင်းလို့လည်းရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်အနေနဲ့တော့နည်းနည်းတော့မှတ်လိုက်ပေါ့နော် okay အရန်လွယ်အင်္ဂလိပ်စာပါပဲဆိုကြပါစို့ help me ပေါ့နော် help me create a CV for a chef position ပေါ့နော်
chef position ပေါ့နော်ပြီးပြီဆိုတာနဲ့ဒီလောက်ပဲရေးအောင်ပဲပေါ့နော်အဲ့ဒါပြီးတဲ့ခုနကကျွန်တော် copy ကူးလာတဲ့ဟာကိုဒီမှာ paste လိုက် paste ပြရတဲ့ကျွန်တော်ပို့လိုက်မယ်ပေါ့နော် okay အဲ့ဒါသူရေးပြီอืมဆိုတော့ကျွန်တော် ChatGPT ပေါ့နော် AI ကမြန်မာစကားတော်တော်လေးနားလည်လာပြီဆိုတော့sorry အာကိုကိုပြောတဲ့ဟာတွေအကုန်လုံးသူနားလည်တယ်မြန်မာလိုရေးတဲ့ဟာတွေအကုန်လုံးနားလည်တယ်ပေါ့နော်ဆိုတော့ဟိုခုနကကျွန်တော်ပြောလိုက်တဲ့ဟာတွေကိုပဲသူဒီမှာပြန်ပြီးရေးထားပါတော့နော်ကျွန်တော်ရဲ့နာမည်ဖုန်းနံပါတ်ပြီးရင် email line ခေပြီးတော့ဒီမှာ description တော့နေသူတစ်ခါရေးပေးလိုက်တာနော် a hardworking and punctual individual with a strong interest in culinary arts, experience in both front of house and kitchen operations with proven teamwork and communication skills ဒါမျိုးဆိုရင်ကျွန်တော်တို့ဆိုရင်ဒါရေးနိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့ခုနသူ့အနေနဲ့ကိုထည့်လိုက်တဲ့အတွေ့အကြုံတွေကိုယ်မှာရှိတဲ့ skill set တွေပေါ်မှာမူတည်ပြီးတော့မှဟိုတွက်နေသူရေးသွားတဲ့စာပိုက်ပေါ့နော်ဒါဆိုရင်တော်တော်လေးကောင်းတယ်ပြောရမယ်ဆိုရင်ဟို support move position အတွက်ဆိုတော်တော်လေးကောင်းတယ်ပေါ့နော်ပြီးတယ်မှာ education မှာဆိုရင်လည်းပဲတွေ့လား Bachelor of Arts English major University of Yangon graduated 2019ပေါ့နော်ပြီးပြီဆိုရင်ဒီမှာဟို matriculation examination ဒါဆိုလည်းမှန်တာပဲဒါသိရပေါ့နော်10တန်းအောင်ပေါ့နော်အဲ့လိုမျိုးမဟုတ်ကိုယ့်အနေနဲ့ high school diploma လို့လည်းပြောင်းရင်းလိုက်လို့လည်းရဒါပေမဲ့ matriculation examination ဆိုလည်းအကုန်လုံးနားလဲပေါ့နော်နိုင်ငံသားသားကြီးကိစ္စမရှိဘူးဒါ2014မှာလာအောင်တယ် okay ဒီလောက်ဆိုရပြီ work experience work experience ဆိုရင်လည်းပဲဒါခုနကကျွန်တော်မြန်မာလိုရေးသွားရပေါ့နော်အဲ့လို kitchen အကူသူတခါရေး translate လုပ်လိုက်တယ် kitchen assistant ပေါ့နော်ဒါမှန်တယ်ပေါ့နော်သူရဲ့ဘာသာပြန်တာကလေဆိုတော့အောက်မှာဟို ABC ဘားမှာလုပ်တယ်ဘန်ကောက်2022ကနေ2023အဲ့မှာတွေ့လားဒီမှာ bullet point တွေတော့နေသူပဲရေးပေးသွားကိုကဘာမှအဲ့လောက်တိလိုက်ပြီးတော့စဉ်းစားကြမလို့ဆိုတော့အမကြီးသူရေးသွားတယ်လားအဲ့လိုဒီဘောနော်support မှုကိုကူညီပေးရတယ်တို့ဒီအခါမှာဒီkitchen ရဲ့တန့်ရှင်းရေးနဲ့အဲ့လိုဒီ safety standards တွေကိုကွာ queue site ပြီးတော့ထိန်းသိမ်းပေးရတဲ့သူတို့ supported daily food inventory and storage management ဒါမျိုးကြီးဆိုရင်ဒါတွက်နေသူစဉ်းစားပေးသွားတာပေါ့နော်ကိုနဲ့တင့်တော်မဲ့ကိုလှုပ်ဖူးလောက်မယ်လို့သူယူဆတဲ့အချက်တွေကိုပေါ့နော်အဲ့မှာကိုအနေနဲ့ထပ်ထည့်ခြင်းလည်းရတယ်ပြင်ခြင်းလည်းရတယ်ဒါကိုကြိုက်တယ်လို့လုပ်ရတယ်ပြန်နောက်တစ်ခုဆိုလည်းမှာကျွန်တော်ငွေကင်လို့ပဲရေးသွားတွက်နေသူ cashier ဆိုပြီးဘာသာပြန်လိုက်တာပေါ့နော် City Mall ရန်ကုန်မှာသူ2019နဲ့2020ပြီးတော့အဲ့လိုပဲဟိုကို City Mall မှာ cashier တယောက်အနေနဲ့လောက်ရမယ်လို့သူယူဆတဲ့အာအချက်တွေကိုသူ bullet point လေးနဲ့သူရေးပေးသွားတာပေါ့နော်အကုန်အဆင်ပြေတယ်certificate certificate တွေကျွန်တော်ခုနပြောသွားရပါစပုံးတင်တဲ့ level 2အောင်သွားရယ် okay သူရေးပေးတာ level 2 diploma in culinary arts chef training course basic computer skill certificate food and nutrition knowledge certificate အကုန်လုံး translate လုပ်တာမှန်တယ်ပေါ့နော်ပြီးတော့ skills ဒီမှာဆိုရင်လည်းသူရေးသွားတယ်strong communication and teamwork punctual and responsible hardworking and adaptable ပြီးတော့ basic graphic design video editing okay ဆိုတော့ဒါတွေကဟိုကျွန်တော်ခုနပြောသွားရဲ့ basic ပေါ့နော်အခြေခံလိုအပ်ချက်တွေပဲဒီ CV ထဲမှာပါဝင်ရမယ့်အချက်လက်တွေပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့ဒီလောက်ဟာဒါရေးထားပြီးပြီဆိုရင်တော့ဟိုအနည်းဆုံးတော့ pass ဖြစ်တယ်ပေါ့နော် pass ဖြစ်တယ်ဆိုတာကျတော့အဲ့လိုမျိုးဟိုအဆင်ပြေရယ်ဆိုတော့ဟုတ်ပြီကိုကဒီမှာ ChatGPT ကရေးထားပြီးပြီဆိုရင်ကိုကဒါတွေပြန်ပြီး copy ကူးလိုက်ပေါ့နော် chat copy ကူးလိုက်KTT ပေါ့နော်အဲ့ဒါနဲ့ copy you ကနေခုနက notes ပေါ့နော်ခုနက notes မှာပဲကျွန်တော်ပြန်ပေးစားလိုက်ပေါ့နော်ဆိုတော့အဓိကဒီမှာခဏကျွန်တော်တင်ထားလိုက်မယ်ပေါ့နော်ဆိုတော့အာနောက်တစ်ဆင့်ကကျွန်တော်တို့ Canva ကိုသွားရတော့မှာ okay Canva ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ okay တော့ဒါ Canva လေးဝင်လိုက်ပြီပေါ့နော် Canva ကိုလည်းကျွန်တော်ဖုန်းသုံးပြီးတော့ပဲပြင်မယ်ဆိုတော့ Canva ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ search template ဆိုတဲ့နေရာမှာ CV လို့ရိုက်ရှာလိုက်ပေါ့နော် okay CV တွေအများကြီးကျွန်တော်ကြာလာပြီအများကြီးရှိတယ်ဆိုတော့ကိုကြိုက်တဲ့ template ကိုယူသုံးလိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဆိုတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲအဲ့လို chef ပေါ့နော်
ဟိုဒီ position က chef position ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုး template တွေဒီလိုမျိုးပေါ့နော်ဒီလိုမျိုး template တွေကအရင်ပြည့်မှုကောင်းတယ်ပေါ့နော် chef အတွက်ကိုမသင့်တော်ဘူးပေါ့နော်ဆိုတော့ကိုက chef အတွက်သင့်တော်တဲ့ template တွေကိုရှာချင်တယ်ဆိုရင်လွယ်လွယ်လေးပဲအဲ CV chef ကိုရရှာလိုက် okay ကြာလာပြီ chef နဲ့chef ဒီမှာ3 ထားရှိ CV template တွေသူဒီမှာ recommend ပေးပြီပေါ့နော်အဲ့မှာကိုတင့်တော်ရဲ့ဟာလေးကိုယူသုံးလိုက်လို့ရတယ်ဆိုတော့ကျွန်တော်ဘယ်ဟာလေးသုံးကောင်းမလဲ okay ဒါလေးပဲသုံးလိုက်မယ်ပေါ့နော်အမ်ဒါလေးဆိုရင်နည်းနည်းအဆင်ပြေရလို့ထင်တယ်ကျွန်တော်ထင်တာတော့ okay information လည်းအများကြီးထည့်ကြမလို့ဘူးပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့အများကြီးသိပ်ပြီးတော့ပြင်ကြမလို့ဘူးပေါ့နော်ဒီမှာကျွန်တော်နာမည်ဒါကနာမည်ပေါ့နော်โอเคဒီကောင်ကနာမည်ပြီးတဲ့အခါမှာအာဒါကျွန်တော်တို့ဒီကောင်ကဟိုပါပေါ့နော်one ဟို title ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဘာရှိမလဲဆိုတော့အမ်ခါနော်ဒီပုံလေးရွေ့တော့ကျွန်တော်ချက်ပြန်နေရပြန်ထားလိုက်မယ်ဒီမှာကျွန်တော် description ရှိမယ်အောက်က contact တွေရှိမယ်ပြီးတော့ဒီမှာ scale ရှိမယ်ဒါ work experience တွေပေါ့နော်ကျွန်တော်တို့မှာ work experience တွေလည်းရှိပြီးသားပဲရေးထားပြီးသားပဲဆိုတော့ဘာမှတိတ်ပြီးတော့မလို့ဘူးပြီးတော့ဒီမှာ education history ကလည်းကျွန်တော်တို့မှာရှိထားပြီးသားပဲပေါ့နော်ဆိုတော့ဘာမှတိတ်ပြီးတော့စိတ်ပူကြမလို့ဘူးပေါ့နော်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့စပြီးတော့မှဖြည့်တော့မယ်ပေါ့နော်ခုနကကျွန်တော်တို့ Google Docs ကအချက်လက်တွေကိုကျွန်တော်ဒီမှာ copy paste နဲ့ကျွန်တော်လာထည့်ကြမယ်ပြန်သွားလိုက်မယ်ကျွန်တော်နာမည်ပေါ့နော်နာမည်ကျွန်တော်နာမည်ယူလိုက်မယ် copy မယ်ပြန်လာမယ် okay ကျွန်တော်နာမည်ဖြည့်လိုက်ပြီပေါ့နော်ကျွန်တော်နာမည်ကလည်းလေးလုံးနဲ့ရှေ့ရောအဲ့လိုမျိုးနှစ်ချောင်းဖြစ်သွားတယ်ဒါပေမဲ့ကိစ္စမရှိဘူးဆိုတော့ head chef ကိုကအခုမှကို head chef တော့မဟုတ်သေးဘူးပေါ့နော်ဒါကြပါစို့ကိုက okay chef လို့ရေးလိုက်လို့လည်းရတယ်ပြောမယ်ဆိုရင်စဖို့မူပေါ့နော်ပြောမယ်ဆိုရင်တော့အမ် okay တခုခုမှားတဲ့အပေါ်မှာဒီမှာထောက်မှာမြားလေးရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တော်တော်နှိမ့်တိုင်းအဲ့လိုပြန်ပြီးတော့တွက်နေသူနေရာတရားပြန်ဖြစ်သွားလိမ့်မယ် okay ပြီးပြီဆိုရင်နောက်တစ်ခုကျွန်တော်ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ပြင်မယ်သူ့နေရာလေးမှာကျွန်တော်တေချာလေးအဲ့လိုစိတ်တော့နည်းနည်းတော့ရှည်ရမယ်ပေါ့နော်ကိုကအဲ့လို laptop နဲ့လောက်တာမဟုတ်ဘူးဖုန်းနဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့လေ okay ဖုန်းနံပါတ်ဖြည့်ပြီပြီးပြီဆိုရင်ကျွန်တော်တို့ email ဖြည့်မယ်ကျွန်တော် email ဖြည့်မယ်ပြီးပြီဆိုရင်လိပ်စာကျွန်တော်ခုနကရေးဖို့ကြံခဲ့တယ်လိပ်စာကကျွန်တော်ကခုနကပြောတဲ့အတိုင်းပဲအတိအကျကြီးပေါ့နော်အိမ်နံပါတ်တွေပါရစားရေးဖို့မလိုဘူးအဓိကရက်ကွက်နဲ့မြို့လောက်ရေးလိုက်ရပြီပေါ့နော်ဆိုတော့ကျွန်တော်ရက်ကွက်ဆိုရင်ခေဆိုကြပါစို့ကျွန်တော်နေရာဝှေ့ခွန်ဝှေ့ဝှေ့ခွန်ဖြည့်စဉ်ဘန်ကောက်ပေါ့နော်โอเคဒါဆိုကျွန်တော် contact ကအဆင်ပြေပြီပြန်မှာ personal info ဆိုတာတကယ်တမ်း description ကိုပြောတာပဲဆိုတော့ကျွန်တော်မှာ description သွားယူမယ်အာကျွန်တော်ခုန AI ကရေးပေးတဲ့ description ကိုကျွန်တော်ဒီမှာလာပြီးတော့ဖြည့်လိုက်မယ် okay ပြီးပြီဆိုတော့ ਨੇ ကျွန်တော်တို့ education ဟာကြီးဖြည့်ကြမယ်ဆိုတော့ तू ကတော့ဒီမှာokay သူကတော့ဒီမှာ education ကိုတစ်ခုပဲဖြည့်ထားရပေါ့နော်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့မှာနှစ်ခုရှိတာနှစ်ခုဆိုတဲ့ကိစ္စမရှိဘူးကိုကအဲ့လိုမျိုး copy ကူးလိုက်ရုံပဲပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တစ်ခုအရင်ဆုံးဖြည့်လိုက်မယ်ပေါ့နော်ဒီမှာကိုကကြည့်လိုက်မယ်ဆိုရင်သူအပေါ်မှာအရင်ဆုံးဖြည့်ထားတာကြာတက္ကသိုလ်ဟာကိုဖြည့်ထားတာပေါ့နော်ဆိုတော့ကိုကအရင်ဆုံးဒီ okay ကိုတက္ကသိုလ်ဟာကိုတစ်ချက်သွားပြီး copy ကူးလိုက်ပေါ့နော်ရန်ကုန် University ပေါ့နော်University of ရန်ကုန် okay University of ရန်ကုန်ပြီးပြီဆိုတာ ਨੇ
နောက်ပြီးကို graduate ဖြစ်တဲ့ဟာကိုဒီမှာရေးလိုက်ပေါ့နော်အဲ့ဒါ2015ကနေ2019ပဲဆိုကြပါစို့2019ပဲဆိုကြပါစို့ပြီးတော့အောက်မှာကိုရရဲ့ဘွဲ့ပေါ့နော်အဲ့ဒါကိုဒီမှာ copy ကူးပြီးလာယူလိုက် Bachelor of Arts English Major ပေါ့နော် Okay ကိုကမပြီးသေးဘူးကိုကဟိုဟာ diploma လည်းရှိသေးတယ်ဒီ high school diploma လည်းရှိသေးတာပေါ့နော်ဆိုတော့အဲ့ဒါဘာမှသိပ်ပြီးတော့စိတ်မပူနဲ့ဒီမှာဟိုတက္ကသိုလ်အတွက်ရေးထားတဲ့ဟာအတိုင်းကိုပဲကျွန်တော် copy လေးပြန် duplicate ပေါ့နော်ပြောရမယ်ဆိုတော့ပြန်ယူလိုက်ရင်ရပြီပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီလိုလေးနှိပ်လိုက်ပြီးရင်ဒါအောက်မှာလည်းဒီလိုလေးပြန်ယူလာလိုက် English major ဟာကိုလည်း duplicate လုပ်လိုက်ပြန်ယူလာလိုက်ပြီးတော့ဒီမှာ tech credit ပေါ့နော် tech credit ကိုလည်းduplicate လုပ်လိုက်ဒီမှာလည်းနည်းနည်းပြန်ယူလာလိုက် Okay ဒီမှာကျွန်တော်ဖြည့်မှာအပေါ်မှာအရင်ဆုံးကိုတက်ခဲ့တဲ့အကြောင်းပေါ့နော်ကိုတက်ခဲ့တဲ့အကြောင်းကိုဒီမှာကျွန်တော် copy ကူးလိုက်မယ်ဒီမှာနည်းနည်းအဲ့လိုရှည်နေရပါတော့မုံရွာအမှတ်လေးအကြောင်းကနည်းနည်းရှည်နေရောကျွန်တော်တို့ဒါလေးကိုနည်းနည်းဒီဘက်ချမ်းလေးရွှေ့လိုက်မယ်ရွှေ့လိုက်မယ်ပြီးဒါလေးဒါလေးနည်းနည်းလေးဒီလိုလေးရွှေ့လိုက်မယ်ဒါနည်းနည်းအဲ့လိုအဆင်ပြေသွားပြီပေါ့နော်ဒါလေးကျွန်တော်နည်းနည်းလေးရွှေ့လိုက်မယ်အောက်ကဟာမှာကျတော့ကျွန်တော် matriculation examination ကိုကျွန်တော် copy ယူကျွန်တော်ဖြည့်လိုက်မယ်ကျွန်တော်လောက်တာနည်းနည်းမြန်နေပြောပါနော်ဟုတ် Okay ကျွန်တော်ဒီမှာ copy paste လိုက်ပြီပြီးတော့တစ်ချက်ပြန်ကြည့်ကြည့်လိုက်ပေါ့နော် Okay ဒါလေးဆိုရင်ကျွန်တော်မစိုးပေါ့နော်နည်းနည်းဟာအရင်မညီညာပေမဲ့လည်းအဆင်ပြေရလို့ပြောလို့ရမယ် Okay အဲ့ပြီးတော့ね work experience ပေါ့နော် work experience ကိုကအတော်ပဲပေါ့နော်ဟိုကျွန်တော်တို့မှလည်းနှစ်ခုပဲရှိတာသူ့မှာလည်းဟို template ထဲမှာပါလာတယ်နှစ်ခုပဲပါလာတာပေါ့နော်ဆိုတော့ Okay ဒီမှာကြည့်ကြည့်လိုက်ပေါ့နော်သူကအရင်ဆုံးစားသောက်ဆိုင်နာမည်ကိုရေးထားတယ်ဆိုရင်ကျွန်တော် Okay စားသောက်ဆိုင်နာမည်ကိုထည့်လိုက်မယ်ကြပါစို့ ABC ဘားရန် ABC ဘားဘန်ကောက်ပေါ့နော်ဒီညမှာကျွန်တော်ဖြည့်လိုက် ABC ဘားဘန်ကောက်ပြီးပြီဆိုရင်အောက်ကအချက်၃ချက်ပေါ့နော်အချက်၃ချက်က ChatGPT ကရေးပေးတဲ့အချက်၃ချက်ကိုယူလိုက် copy ကိုပြီးဆိုရင်ဒီမှာလာထည့်လိုက်မယ်ပေါ့နော်ဒါကြီးဖြတ်လိုက် Okay ဒါဆိုနည်းနည်းကျွန်တော် font size တွေပါပြီးကျွန်တော်ပြန်ချိန်လို့ရတယ်ပေါ့နော်ဒါကျွန်တော်တစ်ချက်ပြန်ဖြတ်လိုက်မယ် bullet format မဝင်သွားလို့ပေါ့နော် Okay bullet format ဝင်သွားပြီ Okay ပြီးပြီဆိုရင်ကျွန်တော်တို့တက်ခရက်ပေါ့နော်တက်ခရက်ကကိုကဘယ်လောက်ကနေဘယ်လောက်ဒီလောက်ခဲ့လေပေါ့နော်ဒါ2022ကနေ2023ဆိုရင်ကျွန်တော်တို့လာဖြည့်လိုက်ရုံပဲ2023ပေါ့နော်ဟုတ်ပြီဒါဆိုကျွန်တော်တို့experience တစ်ခုထည့်ပြီးပြီကျွန်တော်ဒုတိယတစ်ခုထပ်ထည့်မယ်ကျွန်တော်ရန်ကုန်
City Mall မှာလုပ်ခဲ့တာဆိုတော့ City Mall ရန်ကုန်ကကုမ္ပဏီနာမည်ဖြစ်မယ်အဲ့ဒါကိုယူပြီးတော့ဒီမှာထည့်လိုက်ပါနော် Okay ဒီဆိုရင်အာ2019ကနေ2020ကျွန်တော်လုပ်ခဲ့ရပါတော့ဆိုတော့ဒီမှာတစ်ချက်ပြင်လိုက်မယ်2019ကနေ2020ပေါ့နော်ပြီးရင်ကျွန်တော်လုပ်ခဲ့တဲ့အချက်လေးတွေကိုကျွန်တော် bullet point တွေနဲ့ကျွန်တော်ထည့်လိုက်မယ် Okay အဲ့ဒါနည်းလေးကျွန်တော်လိုက်ပြင်လိုက်မယ်ဟုတ်ပြီဒါလေးကိုနည်းနည်းလေးရွှေ့လိုက်မယ်ပေါ့နော်ပြီးပြီဆိုတော့အောက်မှာ scales ပေါ့နော် scale ရှိရယ် scale ကလည်းဘာမှတိတ်ပြီးတော့လို့စိတ်ပူကြမလို့ကျွန်တော်ဒီမှာကို့မှာဒီကောင်းတွေကိုအကုန်လုံးသာဆက်လက်လုပ်ပြီးတော့ထည့်လိုက်ပေါ့နော်ပြောရမယ်ဆိုရင်တော့ Okay ပြီးရင်ဒါလေးကိုတစ်ချက်ပြန်ပြီးတော့ဖြတ်လိုက်ပေါ့နော် Okay ဒါဆိုရင်တော့အဲ့လိုမျိုးသူ့ template အရာတော့ကျွန်တော်တို့ဒါပြီးနေပြီဒါပေမဲ့ကျွန်တော်တို့မှာ certificate ရှိသေးရဲ့ပေါ့နော်သူ့ရဲ့ template မှာ certificate မပါလာဘူးအဲ့လိုမျိုးဆိုရင်လည်းပဲကိုယ့်အနေနဲ့ကိုယ်ထည့်ဖို့လိုအပ်တယ်ပေါ့နော်ဟိုဘာဖြစ်ပြောကျွန်တော်ခုနရှင်းပြသွားတဲ့အတိုင်းပဲcertificate ကမပါတဲ့ဆိုင်ပါတာပို့ပြီးတော့အများကြီးထောက်အကူဖြစ်စေရပေါ့နော်ဆိုတော့ကျွန်တော် certificate ကိုဘယ်လိုထည့်မလဲဆိုတော့ scale လိုမျိုးပဲပေါ့နော်ကျွန်တော်တို့နည်းနည်းဟို scale ကိုအောက်ချလိုက်မယ်ဟုတ်ဒါမှမဟုတ်လေ scale ကိုအပေါ်တင်လိုက်လို့လည်းရတယ်ကျွန်တော် scale ကိုအပေါ်တင်လိုက်မယ်အာဒါလေးကျွန်တော်ပို့လိုက်မယ်ပြီးရင် scale ရဲ့ title ကိုကျွန်တော်ခေါင်းစဉ်ကိုကျွန်တော် duplicate လုပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာပြန်ပြီးတော့အောက်နားမှာပြန်ပြပေးမယ်ပေါ့နော်ဟုတ် Okay ပြီးရင်ကျွန်တော်တို့ဒီ scale ဆိုတဲ့နေရာမှာကျွန်တော် certificate လို့ကျွန်တော်ခေါင်းစဉ်ကိုပြင်လိုက်မယ်ဟုတ် certificate လို့ပြင်လိုက်မယ်ပြီးပြီဆိုရင်အဲ့နေရာမှာဒီဟာလေးတွေကိုကျွန်တော် copy ကိုကြီးထည့်လိုက်မယ်ဒီပါဒါဆိုရင်တော့ဟိုကျွန်တော်တို့ထည့်ရမယ့် information တွေရောအကုန်ပြီးပြီပေါ့နော်ဒါပေမဲ့ဘာလိုအပ်ချက်ရှိနေရလဲဆိုတော့ကျွန်တော်တို့ font size တွေကမတူညီဘူးဖြစ်နေရပါတော့အခုဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီ certificate ကိုရေးရတဲ့ font နဲ့ scale ရဲ့ font ရဲ့ဒီ experience 1 2 font တွေကမညီနေဘူးပေါ့နော်ပြောရမယ်ဆိုရင်ဆိုတော့အဲ့ဒါလေးတွေလည်းကျွန်တော်ညှိပေးဖို့လိုအပ်တယ်ပေါ့နော်တကယ် professional CV တစ်ခုဖြစ်ဖို့ပေါ့ဆိုတော့အဲ့ဒါကတော့နည်းနည်းတော့လက်ဝင်တယ်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ခုကိုပုံသေးထားလိုက်ပေါ့နော်ဥပမာပြကျွန်တော်ဒီ work experience 1ကိုကျွန်တော်ပုံသေးထားလိုက်မယ်ပေါ့နော်ဒီကောင်ဒီ font ကိုကျွန်တော်ပုံသေးယူလိုက်မယ်ဆိုကြပါစို့အဲ့ခါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာ text font ပေါ့နော် font နေရာမှာသုံးထားတဲ့ font ကိုတွေ့ရလိမ့်မယ်ဒီ Garrett ပေါ့နော် GARET Garrett ဆိုတဲ့ font ဒီမှာသုံးထားတာပေါ့နော်နောက်ပြီးတော့ဒီ font size ပေါ့နော် font size ကကျွန်တော်10.9ကိုကျွန်တော်သုံးထားတာပေါ့နော်ဆိုကြပါစို့ကျွန်တော်အဆင်ပြေလွယ်သွားအောင်ကျွန်တော်10လို့ပြောင်းလိုက်မယ်ပေါ့နော် Okay ဒါဆိုရင်ပြန်ကြည့်လိုက် font က Garrett font size ကနည်း Okay ကျွန်တော်10ပြောင်းလိုက်ပြီပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်ဒီမှာလိုက်ပြောင်းလိုက်မယ်ပေါ့နော် font ကို Garrett ကိုပြောင်းလိုက်မယ်ပြီးရင် font size ကဒီကောင်12ဖြစ်နေရအောင်ကျွန်တော်10ကိုကျွန်တော်ပြောင်းလိုက်မယ် Okay ပြီး
ပြီးတော့ဒါနည်းနည်းလေးနည်းနည်းလေးကျွန်တော်ရှေ့ဒီဘက်ချောင်းရှေ့ထုတ်လိုက်မယ်ပေါ့နော်โอเคပြီးပြီဆိုရင်ဒါကိုလည်းကျွန်တော် font ကဒီကောင် character မှန်တယ်ဒီကောင်30မှန်တယ်ဒီကောင်လည်းကျွန်တော် font size font ပြောင်းရမယ်ပေါ့နော် font ကို character ကျွန်တော်ပြောင်းလိုက်မယ် font size ကို30ကိုကျွန်တော် short ချလိုက်မယ်ပြီးပြီဒီကောင်ပြဿနာဘာလဲဆိုတော့လို့ဘိုးဖြစ်နေရပါတော့ဆိုတော့ကျွန်တော်ဘိုးကျွန်တော်ဖြုတ်လိုက်မယ်ဒါဆိုကျွန်တော် font တွေကတူသွားပြီပေါ့နော်ပြောင်းမယ်ဆိုရင်တော့ okay နည်းနည်းလေးပြန်ရွှေ့လိုက်မယ်ဟုတ်ပြီကျွန်တော်ဒါလေးနည်းနည်းလေးအပေါ်လေးကျွန်တော်လိုက်တင်လိုက်မယ်အောက်မှာပဲစုပြုံနေစုပြုံနေရမဖြစ်ရအောင်ပေါ့နော်โอเคဒီလိုလေးကျွန်တော်တို့အဲ့လိုနည်းနည်းလေးလိုက်ပြီးတော့ညှိလိုက်မယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော် information ဟာအကုန်လုံးဖြည့်ပြီးပြီအာဘာပဲလိုတော့ ਆ လဲဆိုတော့ကျွန်တော်ပုံပဲလိုတော့ ਆ ဆိုတော့ပုံကတော့ကျွန်တော်ပုံဖြည့်ချင်တယ်ဒါကျွန်တော်ဒါအောင်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ replace ဆိုတဲ့ feature ရှိရပေါ့နော် replace ကိုကျွန်တော်နှိပ်လိုက်တယ်ဆိုရင်အဲ့လိုကျွန်တော်တင်ထားတဲ့ပုံတွေဒီမှာရှိရယ်ပြောရမယ်ဆိုရင်တော့ဟုတ်နော်ကျွန်တော်စကြပါစို့ဒီပုံပဲကျွန်တော်သုံးရင်လည်းသုံးလိုက်မယ်ပေါ့နော်ဒီပုံပဲသုံးရင်သုံးလိုက်မယ်โอเคအဲဒါကျွန်တော်ဒီလိုမျိုးထည့်လိုက်မယ်ပေါ့တော့ဒါကတော့အဲ့လိုဟိုကျွန်တော်တော့စပုံမူအင်ဂျင်နဲ့ပုံမရှိလို့ပေါ့နော်ရှိရစပုံမူအင်ဂျင်နဲ့ပုံရှိရဆိုရင်တော့ကျွန်တော်ညာစပုံမူအင်ဂျင်နဲ့ပုံထည့်မှာပေါ့ဒါပေမဲ့ကျွန်တော်ကစပုံမူအင်ဂျင်နဲ့ပုံမရှိဘူးအဲဒါကြောင့်မလို့ကျွန်တော်ဒီပုံတွေပဲကျွန်တော်သုံးလိုက်မယ်ပေါ့နော်โอเคပါဟုတ်ဒါဆိုရင်ကျွန်တော်တကယ်တမ်းကတော့ဟို CV တစ်စောင်ကတော့ကျွန်တော်တက်တက်ရက်လေးတော့ပြီးပြီပေါ့နော်ကျွန်တော်ဒီပုံလေးထည့်ပြီးပြီဆိုရင်ဟောဟောโอเคဒါလေးတို့ရွှေ့လိုက်မယ်ဟုတ်ဟုတ်ဒီထိဒါကတော့ကျွန်တော်ဟို CV လောက်ပြတော့ပြီးသွားပြီပေါ့နော်ဒီမှာမေးချင်တဲ့မေးခွန်းတွေရှိလားမသိဘူးဟုတ်အဲ့လိုမလိုက်မိလိုက်တဲ့ step တွေပါရောရှိလားမသိဘူး โอเคဆိုတော့ဒီအဆင့်တွေပြီးသွားပြီဆိုရင်ကျွန်တော်တို့လောက်ရမယ့်ဟာဘာလဲဆိုတော့ဒီမှာကျွန်တော် download လုပ်ရမှာပေါ့နော် download လုပ်မယ်ဆိုရင်အပေါ်ကဒီဟာလေးကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးပြီဆိုရင်ဒီမှာ download ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ PDF format နဲ့လုပ်မလားဓာတ်ပုံ format နဲ့လုပ်မလားဆိုရင်နှစ်ခုလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အကြံပေးချင်တာကတော့ဟို format နှစ်ခုစလုံးနဲ့ download အကောင်းဆုံးပဲကျွန်တော် PDF format နဲ့ကျွန်တော် download လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ဒေါင်းမိပြီဆိုရင်တော့ဒါကိုယ့်ဖုန်းထဲက file တစ်ခုခုမှာကို save လိုက်လို့ရရပေါ့နော်โอเคဆိုတော့ဒါကိုပြီးရင်ကိုသွားပြန်ကြည့်လိုက်လို့ရရပေါ့ဆိုတော့အကဲကိုကဆိုကြပါစို့ဒီမဒေါင်းတက်ဘူးပြီးတော့ဒေါင်းမိရင်လည်းဘယ်ကပြန်ရှာရမလဲဆိုတာမသိဘူးဆိုရင်ကျွန်တော်အကြံပေးချင်တာတော့ screenshot သာရိုက်လိုက်ပေါ့နော် screenshot ရိုက်လိုက်ပြီးဆိုရင်အဲ့ screenshot မှာပြန် crop လိုက်ပေါ့နော်ဒါကတော့အရန်လွယ်ကူတဲ့နည်းလမ်းဖြစ်မယ်လို့ကျွန်တော်ယုံကြည်ရပေါ့နော်ဆိုတော့အားလုံးလည်းသုံးလို့ရမယ်လို့ထင်တယ် resolution ကတော့နည်းနည်းလေးတော့ကျသွားရပေါ့နော်ဒါပေမဲ့ကိစ္စတော့မရှိပါဘူးဟိုဒါအလွယ်တကူသုံးလို့ရတဲ့နည်းလမ်းတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒီပုံလေးကိုကျွန်တော် save လိုက်တယ်ဆိုရင်ဒါ gallery ထဲမှာသွားပြန်ရှာလို့ရတယ်ပေါ့နော်ဟုတ်အာဟုတ်ကဲ့ပါဆိုတော့ဒါကတော့ကျွန်တော်ဟိုဒီ Canva ကိုလည်းသုံးပြသွားရယ်နောက်ပြီးတော့မှဟို AI ကိုလည်းကျွန်တော်သုံးသွားရယ်ပေါ့နော်ဆိုတော့ကိုနားလဲသလိုဒါရေးလို့ရတယ်နားလဲသလိုချလို့ရတယ်ဆိုတော့ဒါ CV တစ်စောင်ဟိုဘယ်လိုမျိုး
အစအဆုံးပေါ့နော်ဒါနိုင်တနားရီတောင်မကြပါဘူးကျွန်တော်လုပ်သွားနိုင်ဝက်ကြော်လောက်ပဲကြာမယ်ထင်တယ်ဟိုအဲ့လောက်တင်မှာကျွန်တော်အစအဆုံးလုပ်ပြသွားပါပေါ့နော်ဆိုတော့ဟိုတကယ်တမ်းကျွန်တော်တို့အပြင်မှာ CV တွေရေးပေးတယ်ဆိုရင်ဒီနီးလန်းကိုပဲကျွန်တော်သုံးကြရပဲပေါ့နော်ဆိုတော့ဒီခေတ်မှာ AI ကအရင်အားကောင်းလာပြီဆိုတော့ AI ကိုသုံးသင့်တယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်စာအရင်မကောင်းဘူးဆိုရင်လည်းတိတ်ပြီးကိစ္စမရှိဘူးကျွန်တော်ခုနပြောသလိုမြန်မာလိုရေးသူကတင့်တော်သလိုပြန်မေးလိုက်မယ်ပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့စာတစ်ကြောင်းမမြင်ရပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့ help me create a CV ပေါ့နော်အဲ့ဒါလေးရေးပြီးမှကိုမြန်မာလိုရေးထည့် information တွေကိုပြစ်ထည့်လိုက်ရင်တတ်နေသူဝုန်းဆိုပြီးအကုန်လုံးအကောင်းဆုံးနီးနဲ့သူရအောင်လုပ်ပေးလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီ information တွေကိုကိုကယူပြီးတော့မှ Canva မှာပေါ့နော်template ကောင်းကောင်းရွေးချယ်တတ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ template ကိုရွေးပြီးတော့မှကိုယ်နဲ့တက်တော်မဲ့ template ကိုရွေးပြီးတော့မှဒီမှာလိုအပ်တဲ့ information တွေထည့်လိုက်ရုံပဲပေါ့နော်ဟုတ်ဆိုတော့အာအဓိကကျွန်တော်ဒီနေ့ workshop မှာဒါကိုပြောပြပေးချင်တာပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့မေးခွန်းတွေရှိရဆိုလည်းမေးလို့ရပါတယ်ဆိုတော့မေးခွန်းဆိုတဲ့အခါမှာအဲ့လို CV နဲ့ပတ်သက်တဲ့မေးခွန်းတွေမဟုတ်ဘူးပေါ့နော်တခြားအလုပ်ကိုင်နဲ့ပတ်သက်တဲ့မေးခွန်းတွေလည်းမေးလို့ရတယ်ဒီပေါ့နော်အလုံးနဲ့ပတ်သက်တဲ့မေးခွန်းတွေပေါ့ကျွန်တော်ဖြေပေးနိုင်မယ်လို့ထင်တဲ့ဟာတွေအကုန်လုံးမေးလို့ရပါတယ်ဟုတ်